မျိုးသားလုံးနေတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖျားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်စုံမိုး၍ခြေကိုပူဇော်ဖူးမြော်မှန်လျှော့ကြောပါ၏ရှင်ဗျာဗုဒ္ဓံဓမ္မေသသံဃေသဝိပဿန္တေနစေတသာဝန္တေတဝဝန္ဒနာမာနပူဇာတက္ကာရဘာဇနံကျမ်းဂန်ပါဠိလာရှိတဲ့နေအညီရှိကိုခြင်းတရားမြတ်တို့ခြင်းတရားယုတိပြုခြင်းတရားဖြစ်တော်မူကုန်သောဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့အားယုတိလေးမြတ်လက်ဆုံးမိုး၍ရှိကိုပူဇော်ဖူးမြော်မှန်လျော့ကရောကြရသောယရဏတရားဗနာမကာမဝဇ္ဇရကုသိုလ်ကံစေရနာယနေ့ယခုလူတန်းကြရသမျှဒါနကုသိုလ်ကံစေရနာတရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုယိုသေးစွာကျင့်သုံးခံယူဆောက်တည်ရခြင်းတည်းဟူသောသီလကုသိုလ်ကံစေရနာ
ဘုရားကုံတရားကုံသံဃာကုံတို့ကိုအာယုံပြု၍ပွားများရာခြင်းစာကြည်သောဘာဝနာကုသိုလ်ကံစေတနာဖြာဖြာတို့ကြောင့်အသက်ရှိခြင်းရုပ်စဉ်တင်တဲ့ကြီးကျယ်ခွန်အားများပြားချမ်းသာပညာထက်သန်ဤငါတန်သောကျူတုတရားတို့နှင့်ပြည့်စုံကြလျက်လေးရအပေသုံးသွေသောကငါရဲ့ယံသူမကမှုပဲတရာတိလာတုဒ္ဒသာကပညာဟိရိဝတ္တပါတိဟုသောသူတော်ကောင်းဥစ္စာယရဏခုနှစ်ပါးတို့နှင့်တဏိတခြားတို့ပါပြည့်စုံကြပြီးလင်ပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေရသာသနာဟုဆိုသောသာသနာတော်၃ရပ်ကိုပြုစုထောက်ပံ့ရှိမြောက်နိုင်ကြသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြလျက်မဖို့နိဗ္ဗာန်ကိုလင်းမြန်စွာစွာရလွယ်ရောက်လွယ်နိုင်ကြသည့်ပါရမီရှင်သူတော်စင်သူတော်ကောင်းအပေါင်းဖြစ်နိုင်ကြပါစေဆရာတော်ဘုရားပေးတော်ဆုနှင့်ပြည့်ရပါလို့ဤရှင်ဘုရားအဟံဗန္တိအဟံဗန္တိဣတရဏေနတဟဣတရဏေနတဟသင်္သသီလံသင်္သသီလံဓမ္မယာစာမိဓမ္မယာစာမိအနုကဟံကတဝါအနုကဟံကတဝါသီလံဒေထသီလံဒေထမေဗန္တိမေဗန္တိဒုတိယံပိဒုတိယံပိအဟံဗန္တိအဟံဗန္တိဣတရဏေနတဟဣတရဏေနတဟသင်္သသီလံသင်္သသီလံဓမ္မယာစာမိဓမ္မယာစာမိအနုကဟံကတဝါအနုကဟံကတဝါသီလံဒေထသီလံဒေထမေဗန္တိမေဗန္တိတတိယံပိတတိယံပိအဟံဗန္တိအဟံဗန္တိဣတရဏေနတဟသင်္သသီလံဓမ္မယာစာမိဓမ္မယာစာမိအနုကဟံကတဝါအနုကဟံကတဝါသီလံဒေထသီလံဒေထမေဗန္တိမေဗန္တိယမံဝဒာမိတံဝရိထအမဗန္နေပါ၏ရှင်ဘုရားနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတိသရဏဂဏံပရိဘုံနံအမဗန္နေပါ၏ရှင်ဘုရားပါဏာတိပါတာပါဏာတိပါတာဝေရမဏိသိက္ခာပဒံဝေရမဏိသိက္ခာရံသမာဓိယာမိသမာဓိယာမိအဒိဏဒါနာအဒိဏဒါနာဝေရမဏိသိက္ခာပဒံဝေရမဏိသိက္ခာရံသမာဓိယာမိသမာဓိယာမိကာမေတုမိစ္ဆာစာရာကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံဝေရမဏိသိက္ခာရံသမာဓိယာမိသမာဓိယာမိမုသာဝါဒမုသာဝါဒဝေရမဏိသိက္ခာပဒံဝေရမဏိသိက္ခာရံသမာဓိယာမိသမာဓိယာမိသုရာမေရယသုရာမေရိယမစ္ဆမစ္ဆသမာဒဌာနာသမာရဌာနာဝေရမဏိသိက္ခာပဒံဝေရမဏိသိက္ခာရံသမာဓိယာမိသမာဓိယာမိဣဒံမေပုံညံဣဒံမေပုံညံအာတဝခယံအာတဝခယံဝဟံဟောတုဝဟဟောတုဣဒံမေသီလံဣဒံမေသီလံနိဗ္ဗာနတနိဗ္ဗာနတပစ္စယောပစ္စယောဟောတုတိတရဏေနတပြစ္ဆေကသီလဓမ္မံသာဓုကံကတဝါဓမ္မအပမဒေနသဗ္ဗတိထာအမဗန္နေပါ၏ရှင်ဘုရားဆရာတော်ရှင်သူမြတ်ဖေဟာတပိတကာတကာမတို့ဤကိုစားဖရာတပိတော်မှတရားတောင်းလျှောက်ခွင့်ပြုတော်မူပါရှင်ဖရာကတာကတံဝိစာနာမသုတ်တော်နာဓမ္မဒေသနာအနုကံပါယနောတိရံဒီတိတုညာနာဝတ္တကံ
ရဲ့ဖယားနော်ပုပ်ပိတကချီလာ၍နေရတရားနေအလားသိ၍ဖယားပွင့်ရခွင့်ခါကိုမြင့်စွာကြည်မြော်ဖယားတပည့်တော်တို့သည်ဓမ္မဒေသနာဖယားတပည့်တရားသိသည်မြာပြီးစင်လာရှင်သံဃာဤမစွာဟောကြားသဘောတရားကိုသုတ်တော်နာကအမှုညီထလူပြည်၌တူမီနာမဝါဝါကြာရနာရခြင်းကြောင့်ကတာကတာပြူကောင်းပြူကောင်းမှုအပေါင်းဟုနှစ်ခုကြောင့်မျိုးအကောင်းစုကိုဝိဇာနာမဖော်ပြထုတ်ပြန်အဟုတ်မှန်အောင်ယုံနာရှိအမှန်သိရပါကုန်၏ဖယားနောအမကဓမ္မပမာဏတဘာဝညာနာရှင်ငါရွှင်သရာဖြင့်မြည်ရကြည်မြော်ဖယားတပည့်တော်တို့ကိုအနုကံပါယတရားမမောက်အမပြောက်ဖို့တနာထောင်ညာသောအပြင်ညာနာဝတ္တကံကြောင့်ညိုမိယအတိညာဤပြည်လျံပွားကြောင့်တရားတော်ကိုဒီသေးတူညာအစင်စင်အမှန်ပွင့်အောင်ညာရှိပြုကကရုဏာဖြင့်ရှုကဟောကြားတော်မူပါဆရာတော်အရှင်သူမြတ်ကြီးဖယားသာဓုသာဓုသာဓုဝါဖယားဒီနေ့သာသနာတော်အဖြစ်သာသနာတော်နေ့အဖြစ်2569ခုမြန်မာတို့ရဲ့ဩဟာကောဇာတက္ကရာအဖြစ်1389ခုတဘူတွဲလဇန်3ရက်နေ့ကျက်တရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းအချိန်ခါကာလသမယဒီကနေ့ဦးဇင်းတို့အလူဒါယကမာကြီးများဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီးသာစီမြို့နယ်ညောင်ရမ်းမြို့မကျေးရွာအုပ်စုမြို့မရက်နေသာသနာအလူဒါယကကြီးဦးအောင်မြင့်သာသနာအလူဒါယကမာကြီးဒေါ်စံဝင်းသာသနာအလူဒါယကကြီးဦးတန်းစုသာသနာအလူဒါယကမာကြီးဒေါ်ဝင်းမာသာလူဒါယကသမီးလူဒါယကမာများဖြစ်ကြတဲ့ကိုသက်ထွန်းအောင်မတ်တနင်းဆိုဒီကနေ့ဦးဇင်းတို့ရဲ့အလူဒါယကမာလေးတွေဟာအတက်ကလေးတွေငယ်ငယ်လေးပင်ဖြစ်တော်လဲပဲဒီကနေ့ထူးမြတ်တဲ့နေ့မှုဥတက်ပြီးတော့နောက်တစ်ခါခေါ်လိုက်မယ်အလူဒါယကဥသက်ထွန်းအောင်အလူဒါယကမဒေါ်တန်နင်းဆိုမိသားစုတို့မိမိတို့ရဲ့ရင်၌ဖြစ်သောသာလယရဏသမီလကညာသူတစ်ပါးတို့၏ရင်၌ဖြစ်သောသာလယရဏသမီလကညာတို့ကိုချစ်ဗျာပရိက္ခရာဆုံးလင်းစွာဖြင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်အတွင်းကိုတူသွင်းရှင်းမြင့်ပြီးတော့သာသနာအမွေခံယူတဲ့အလူတော်မင်္ဂလာကြီးရဲ့အကျိုးဓမ္မသဘင်နဲ့ဟုတ်ရဲ့လားအဲ့တော့ဒီဓမ္မသဘင်ရဲ့ဓမ္မပလင်တော်ကိုမေတ္တာအာတိတမေတ္တာပဋ္ဌနာဖြင့်စတင်ဖွင့်လှစ်ကြရအောင်အလုံးသောတို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကလက်အုပ်ကလေးတွေရှိလို့အနန္တစัจ java လာအနန္တတတ္တဝါတွေကိုအာယုံပြုပြီးတော့မေတ္တာဓာတ်တွေဖြန့်ဝေကြရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေချမ်းသာကြပါစေ
သက်ရှိကျမ်းမာ သက်ချေကျမ်းမာ စိတ်ချမ်းသာ စိတ်ချမ်းသာ လူရာဆန္ဒပြည့်ပါစေ လိုရာစန္ဒပြေပါစေ သက်ရှိကျမ်းမာ သက်ချေကျမ်းမာ စိတ်ချမ်းသာ စိတ်ချမ်းသာ လူရာဆန္ဒပြည့်ပါစေ လိုရာစန္ဒပြေပါစေ ဗုဒ္ဓမြတ်စွာ ဗုဒ္ဓမြတ်စွာ သာသနာ သာသနာ ကောင်းစွာကြီးပွားနိုင်ပါစေ ကောင်းစွာကြီးပွားနိုင်ပါစေ ဗုဒ္ဓမြတ်စွာ ဗုဒ္ဓမြတ်စွာ သာသနာ သာသနာ ကောင်းစွာကြီးပွားနိုင်ပါစေ ကောင်းစွာကြီးပွားနိုင်ပါစေ သာသနာအားထ သာသနာအားထ လူအမြတ် လူအမြတ် ကြီးပွားချမ်းသာကြပါစေ ကြီးပွားချမ်းသာကြပါစေ သာသနာအားထ သာသနာအားထ လူအမြတ် လူအမြတ် ကြီးပွားချမ်းသာကြပါစေ ကြီးပွားချမ်းသာကြပါစေ သမ္မာဒေဝ သမာဒေဝ နတ်မြတ်စွာ နတ်မြတ်စွာ ကောင်းစွာစောင့်ရှောက်နိုင်ပါစေ ကောင်းစွာစောင့်ရှောက်နိုင်ပါစေ သမ္မာဒေဝ သမာဒေဝ နတ်မြတ်စွာ နတ်မြတ်စွာ ကောင်းစွာစောင့်ရှောက်နိုင်ပါစေ ကောင်းစွာစောင့်ရှောက်နိုင်ပါစေ သာသနာသာသလောကတာဥဒိဘဝတုတပ္ပတာသာသနာသာသလောကတာဥဒိဘဝတုတပ္ပတာသာသနာပိဇာလောကိသဒေဝရခန္တုတပ္ပတာသာသနာသာသမိုက်မောင်ခွင်းပြောင်းလင်းရအောင်ထွန်းတောင်လျက်ညီသုံးရသောသာသနာတော်မြတ်ကြီးဤ၎င်းလောကတာသာလင်းရောင်ဖြာသာသနာကိုကြည်ညိုလေးစားလူအများဤ၎င်းတပ္ပရာနိယောညင်ပါဘေကမတေအခါခတ်သိဟုတ်ဒီတနေ့တမျိုးကြက်တရေတွေတို့သလိုပြည့်ပြည့်ထင်လင်းကြည်ပွားခြင်းတို့သည်လေဘဝတုအကြောင်းမမိန်ပြောင်းချိန်တွန်းတဲ့အမှန်ပင်ဖြစ်ပါစေသာသနာပိစာလင်းအောင်ချိန်တထိန်ထိန်နှင့်တာကိန်ဥက္ကဆောနေ၌သုံးရထင်ဘောသာသနာတော်မြတ်ကြီးကို၎င်းလောကင်သာသာသနာအတွက်ကိုယ်အတ္တတို့ဓမ္မစေရဏတတ္တရင်ကြောင့်လူအပေါင်းကို၎င်းတပ္ပရာနိယောညင်ပါဘေကမတေအခါခတ်သိဒေဝရဲဆောင်ရွာဆောင်မြို့ဆောင်ပြည်ဆောင်ကဘာဆောင်နှင့်အာကာတထပုံမရုခအစဖြာတိတမ္မာဒေဝမိနာမနှင့်ခေါ်ကြထင်ရှားနှက်မြမများတို့သည်ရခန္တုမြတ်ဗုဒ္ဓ၏သာသနာတော်အလင်းရောင်ကိုဝင်းပြောင်းကားချိန်တိုးစေဖို့စွမ်းသင်္ကန်းကြောင့်စေပြည့်စည်လေးပါတို့ဖြင့်လူရန်ထောက်ပံသာသနာပြု၍နေကြပါကုန်သောယနေ့လူတရေကလူတရေကမှများဖြစ်ကြတဲ့ကွမ်းကြံတော်မရဲ့နေဦးအောင်မြင်တော်ဆန်းဝင်မြို့မရဲ့နေဦးတန်းဆိုတော်ဝင်းမသာလူတရေကသမီးလူတရေကမှများဖြစ်ကြတဲ့ဥဒ္ဒထွန်အောင်တော်တန်နှင်းဆိုမိသားစုတို့နှင့်အတူတကွာတရားနာပရိသတ်အပေါင်းတို့နှင့်အတူအလုံးသောဟောဒီမြို့မကျေးရွာသူကျေးရွာသားညောင်ရတိုင်းနေသူတိုင်းနေသားကဘာသူကဘာသားအများတို့ကိုဆင်းရဲပေဒံယမန်ကင်းပြောက်ချမ်းသာရအောင်ကောင်းစွာမသွေဆောင်လျှောက်ကြပါစေကုန်သတည်း သာဓုသာဓုသာဓုပါဗျာ တို့များရဲ့ဘဝမှာအကောင်းဆုံးအဖော်နဲ့အကောင်းဆုံးမိတ်ဆွေဆိုတာတခြားမရှိဘူးတရားပဲရှိတယ်ရဲ့လို့ဒီလိုအတိတရားတွေချင်းမှာထွေးပိုက်လို့အာခဲကရောက်ရှိလာကြတဲ့ဒီကနေ့အလူဒါယကအလူဒါယကမများမိသားစုနဲ့အတူတကွအလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကိုဦးဇင်းကဒီကနေ့ညတရားအတိတွေချင်းမှာရှိစေဖို့ကြိုးစားကဟောကြားပေးမဲ့တရားတော်ကတန်ရုပ်ပါဠိတော်တာဂါထာဝတ်မာလာရှိတဲ့ဝိတ္တသုတ်တံတဲ့ဒီဝိတ္တသုတ်တံကိုအရှိကံတန်စာဆင်ကြောယူပြုလို့မြန်မာမှုနဲ့ခေါင်းစဉ်တစ်ခုပြုပြီးတော့ကြိုးစားကဟောကြားပေးမဲ့တရားတော်ကကိုသာမေးကြည့်ပါတဲ့ပြိဿရေပါတရားတော်ကိုသာမေးကြည့်ပါပြန်ပြောပါဦးကိုသာမေးကြည့်ပါပါဗျာကိုသာမေးကြည့်ပါလို့ခေါ်တဲ့တရားဓမ္မဒေသနာတော်ကိုဒီကနေ့ညဟောနာကြည်ညိုကြရမှာဖြစ်လေသောကြောင့်
တရားလုံးတို့၏ပိုင်ခြင်းဖြစ်တော်မူသောအသုံးလောကထောထားတပင်ညူမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဥထိတ်မှပန်းစင်လို့လောကလူသားတွေရဲ့အပေါ်မှာကျေးဇူးတရားတွေအင်မတန်မှကြီးများလွန်းလာတဲ့ဘုရားတရားတန်ခါယရဏမြတ်သုံးပါးတို့ကိုဥစွာပနာမရှိခိုးပူဇော်ကြောကြရအောင်အလုံးသောဒုတိယနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကလက်အုပ်ကလေးတွေရှိလို့ဘုရားရဲ့ဂုဏ်တွေတရားရဲ့ဂုဏ်တွေသံဃာတော်တွေရဲ့ဂုဏ်တွေကိုအာယုံပြုလို့ညီညာဖြားဖြားလိုက်ဆိုကြရင်ဖြင့်ရှိခိုးပူဇော်ကြောကြရအောင်ဗုဒ္ဓဗုဒ္ဓမြတ်ဗုဒ္ဓဗုဒ္ဓဗုဒ္ဓမြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓမြတ်စွာဗုဒ္ဓဆိုသည်မှာမြတ်စွာဗုဒ္ဓဆိုသည်မှာတတဝါများကြိုးတွက်တာတတဝါများတို့တွေ့တာစေပြပါရမီဖြည့်စည်ဖို့ပညာပါရမီဖြည့်စည်ဖို့လမ်းကောင်းညွန်တဲ့ပုဂ္ဂိုလ်သူလမ်းကောင်းညွန်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်သူမို့ဥညွတ်ကပုဂ္ဂိုလ်သူမို့ဥညွတ်ကဘုရားကုံမြတ်ရည်စုကဘုရားကုံမြတ်ရည်စုကလေးမြတ်လာစွာချီခိုးဤလေးမြတ်လာစွာချီခိုးဤဗုဒ္ဓံဝန္တာမိပါဖယာဗုဒ္ဓံဝန္တာမိပါဖယာဓမ္မဓမ္မမြတ်ဓမ္မဓမ္မဓမ္မမြတ်ဓမ္မဗုဒ္ဓဟောကြားမြတ်ဓမ္မဗုဒ္ဓဟောကြားမြတ်ဓမ္မဓမ္မတရားဆိုသည်မှာဓမ္မတရားဆိုသည်မှာဒုက္ခပင်လေကြီးထဲမှာဒုက္ခပင်လေကြီးထဲမှာနိမြုံမျောရှာတတ္တဝါများနိမြုံမျောစံတတ္တဝါများကဲတင်တလို့မြတ်တရားကဲတင်တလို့မြတ်တရားမြတ်တရားမို့ဥညွတ်ကမြတ်တရားမို့ဥညွတ်ကတရားကုံမြတ်ရည်စုကတရားကုံမြတ်ရည်စုကလေးမြတ်လာစွာရှိခိုးဤလေးမြတ်လာစွာရှိခိုးဤဓမ္မံဝန္တာမိပါဖယာဓမ္မံဝန္တာမိပါဖယာသံဃာသံဃာမြတ်သံဃာသံဃာသံဃာမြတ်သံဃာဗုဒ္ဓသာဝကမြတ်သံဃာဗုဒ္ဓသာဝကမြတ်သံဃာသံဃာယဟံဆိုသည်မှာသံဃာယဟံဆိုသည်မှာဗုဒ္ဓဓမ္မအဖျာဖျာဗုဒ္ဓဓမ္မအဖျာဖျာသင်ယူကျင့်ကတာဝန်ထံသင်ယူကျင့်ကတာဝန်ထံသာသနာပြုလို့မြတ်ယဟံသာသနာပြုလို့မြတ်ယဟံမြတ်ယဟံမို့ဥညွတ်ကမြတ်ယဟံမို့ဥညွတ်ကသံဃာကုံမြတ်ရည်စုကသံဃာကုံမြတ်ရည်စုကလေးမြတ်လာစွာရှိခိုးဤလေးမြတ်လာစွာရှိခိုးဤသံဃံဝန္တာမိပါဖယာသံဃာဝန္တာမိပါဖယာဗုဒ္ဓစန္ဒဝါမလံတိတလံတိတယဓမ္မောဗုဒ္ဓစန္ဒဝါမလံတိတလံတိတယဓမ္မောသံဃောဟိမယဒုက္ခတံတတနမမိအတရံဗုဒ္ဓသစ္စာလေးချက်တရားမြတ်ကိုပိုက်ပြထင်ထင်ဉာဏ်မြတ်ထင်ဖြင့်ကိုတော်တိုင်ထိုးထွင်း၍သိတော်မူပြီးသောဘုရားရှင်ကိုတော်မြတ်ကြီးသည်စံတော်ဤဝဒိန်တိုင်းမှလွတ်လာသောလာမင်းကြီးဗမာကဲ့သို့အမလံညစ်ကြေးမထင်လွန်သက်စဉ်သောအဖြစ်ကြည်လင်အေးမြတော်မူလာပါပေ၏ဓမ္မောမယင်ကြည်သေးသောလူနှင့်ဗျမတတ္တဝါတို့ကိုယင်ကြည်စေတော်မူပြီး၍နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်ပါပေသောကြောင့်ဓမ္မအမြည်ရသောမလေးစဉ်ဖိုလေးတနိဗ္ဗာန်ပရိယစေရန်သောတရားတော်မြတ်ကြီးသည်သီရာယဤဝါနုတ္တတာသတေအမြည်အိမ်မจิตခုနှစ်ဖြာမှာထွက်ကြလာသောရေစဉ်ရေပေါက်တို့ကဲ့သို့တိတလံအပုကင်းဝိညာဉ်မထေဖြင့်အေးမြကြည်လင်သတ်ဆင်တော်မူလာပါပေ၏တန်ကိုစွမ်းတသွန်ကသာထုပုံညကြောင့်ဘဝအကောင်းကျိုးပွားတို့တွေများပြားသောကျိုးတွေကိုပေးဆောင်တော်မူတတ်ပါပေသောကြောင့်တန်ခါမြည်ရသောမတ်ပုဂ္ဂိုလ်လေးဖိုလဲလေးဖြင့်ရေခွင့်သာရှိပြတော်ရိယာတန်ဃာတော်ပေါင်းသည်ဟိမာယာဤဝါနေရင်နေပြောင်းနေမှုပေါတို့ကဲ့သို့
ဒုက္ခတံပုပ္ပန်ရှင်ကင်ဆင်းရဲကင်၍လက်ငင်းနောင်ပါနှပြသောအကျိုးတွေကိုပေးဆောင်တော်မူတတ်ပါပေ၏ယံယံအချင်းချင်းဘုရားမြတ်ဆူဆူတရားတဆူဆူတန်ခါမြတ်ဆူဆူသည်အတ္တိဟောဒီကဘာလောကကြီးထဲမှာထင်ရှားမသွေပွင့်ထွန်းပေါ်ပေါက်၍တည်ရှိနေတော်မူပါပေ၏တန်တန်ထိုတို့ဘုရားကအစာတရားကလည်းတန်ခါဝဲအဆုံးရှိသောသုံးပါးသောယရဏအပေါင်းကိုအဟံဘုရားတပည့်တော်နှင့်တကွတရားနာပရိသတ်အပေါင်းတို့ကအတရံအတကဲ့သို့လေးမြတ်ကြီးညိုလာစွာနမမိဒုလနဘူးဒီငါဟုဖြင့်ကြည်နုတတ္တာရှိခိုးလိုက်ပါ၏ရှင်တော်မြတ်ဖယားပရိသတ်၏ဒီကနေ့ညဟောနာကြည်ညိုကြရမယ်တရားတော်ကဗာတရားတော်ပြန်ပြောပါဦးကိုသာမေးကြည့်ပါလို့ခေါ်တဲ့တရားဓမ္မဒေသနာတော်ကိုယခုချိန်ကနေစတင်ပြီးတော့မိမိတို့တင့်တယ်လျောက်ပတ်တဲ့ဣရိယာပုတ်တွေကိုပြင်းပြောင်းထိုင်လို့တရားတော်ကိုယူသေးစွာငြိမ်သက်စွာနာယူကြည်ညိုပတ်စင်ကြရအောင်နော်အောက်ကလည်းပဲမကြီးမညာတွေနဲ့ဆိုတော့မိမိတို့တတ်တာတလူလေးတင့်တယ်လျောက်ပတ်တဲ့ဣရိယာပုတ်တွေနဲ့ထိုင်ပြီးတော့တရားတော်ကိုငြိမ်သက်စွာနာယူကြည်ညိုပတ်စင်ကြရအောင်အဲ့တော့ပြိဿရေဒီကနေ့ညဟောနာကြည်ညိုကြမဲ့တရားတော်ကဗာတရားတော်ကိုသာမေးကြည့်ပါဆိုတဲ့တရားဓမ္မဒေသနာတော်ကိုပြိဿရေဝိဒ္ဓသုတ်တံတဲ့ဒီဝိဒ္ဓသုတ်တံမှာမြတ်ဗုဒ္ဓကဘာတွေဟောကြားထားတယ်လို့ဆိုရင်ကိန္တုဒဝိဒ္ဓံပုရိသတ္တတိထံကိန္တုသူစိန်တော်ဒုက္ခမဟာဝတိကိန္တုဟဝေသတုတရံရတနကထံဇီဝိဇီဝိဓမ္မဟုတိထံတိတဲ့ဘေကဝေပရိသတ်လေးပါးချက်သာရှိသမီးတို့ဣဒဧလောကကြီးရ၌ပုရိသတ္တလူသားမှန်သမျှဤတိထံအမျက်ဆုံးနဲ့အကောင်းဆုံးလို့ခေါ်တဲ့ဝိတ္တံဥစ္စာဆိုတာကိန္တုအပေဟာလေသူစိန်တော်နေစဉ်မပြတ်ကြိုးစားအထုတ်ထားမယ်ဆိုရင်ဒုက္ခံပစ္စုပန်တန္တရာနှဖျားသောဘဝတွေမှာချမ်းသာဒုက္ခအမှန်သမျှတွေကိုအဝဟတိမရရအောင်ပေးဆောင်နိုင်တဲ့တရားကကိန္တုအဘေတရားလေရတနာလောကမှာရှိရှိသမျှသောယတမျိုးစုံတို့တွင်ဟဝေစင်စစ်သာတုတရံရှိုးမြိန်ကောင်းမြတ်သောအယတကကိန္တုအဘေအယတလေကထံစီဝေအဘေကဲ့သို့သောအတမွေးဝမ်းကြောင့်ပြုသူကိုတိထံအမျက်ဆုံးသောဇီဝိတံအတမွေးဝမ်းကြောင့်ပြုသူဟု၍အာဟုပြောဆိုကြကုန်လိမ့်မလဲဟုဣတိဤသို့အမေပု္ပ္ပာလေးခုပါသောဣမံကာထံဤကာထာကိုဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဘာတိကရုဏာရှိထားပညာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းပရိသတ်ရေအမေးလေးခုတဲ့အမေးဘယ်နှခုလဲအမေးလေးခုဆိုရင်သေချာတဲ့အဖြေကလည်းဘယ်နှခုပဲလာမယ်၄ခုပဲလာမှာပါဗျာဒီအမေးလေးခုကိုအဖြေ၄ခုပေးပြီးသွားရင်ဒီကနေ့ညတရားဓမ္မသဘင်ကိုဏိကုံကံပဲအဆုံးသတ်လို့ရေသက်သွန်ချအမြတ်တမ်းပေးဝေကြမယ်ပျော်ရဲ့လားပျော်ပါတယ်တဲ့ပျော်ပါဘူးဗျာအမေးလေးခုကိုအဖြေလေးခုပဲပေးမယ်ဆိုတော့ပျော်ရဲ့လားဆိုတော့ဒုပရိသတ်တွေပျော်တယ်တဲ့ဒါဆိုရင်ကိုတိုက်ကြီးရေသက်သွန်ချရအောင်ဒါဆိုရင်ပိုပျော်မယ်နဲ့တူတယ်နော်အဲ့တော့အမေးလေးခုကိုအဖြေလေးခုပဲပြီးမယ်ဆိုရင်ပြိဿကြီးအချိန်ဘယ်လောက်ပဲကြာမလဲဒီအမေးလေးခုကိုတစ်ခုချင်းစီတစ်ခုချင်းစီဒါနဲ့အဖြေပေးသွားလိုက်ရင်ဘယ်လောက်မှမကြာဘူးမလားဒီလိုမကြာဘူးဆိုတော့ဒုပြိဿတွေပြောတာပေါ့ဟုတ်ရဲ့လားဒါပေမဲ့လို့ဒုပြိဿတွေရဲ့ရှင်ထဲမှာတော့ဩဒီကနေ့ညဒုဦးစင်းကဘာများစိတ်ကောင်းပေါက်လာလဲမသိဘူးတို့ကိုတရားတူလေးဟောတော့မယ်ဟုတ်လားတို့တွေခါးတွေလည်းပဲမပူရတော့ဘူးနားတွေလည်းပဲမပူရတော့ဘူးအိမ်ကိုမြန်းပြန်ရမယ်ပျော်စရာကောင်းလိုက်တာဟုတ်ရဲ့လားအဲ့ဒီလိုလားဗျမဟုတ်ပါဘူးဗျာဟုတ်ရဲ့လားအဲ့တော့ဒီကနေ့အချိန်ဘယ်လောက်ထိကြာမလဲလို့ဆိုတာကဦးစင်းပေါ်မှာမူမတည်ဘူးတို့ပြိဿတွေဦးစင်းပေါ်မှာမူမတည်ဘူးနော်ဦးစင်းတရားခံရှာတော့မယ်အခုကိုတိုက်ကြီးရေဦးစင်းကိုအချိန်ဘယ်လောက်ပေးမှလဲတရားခံရှာတို့ပြိဿတွေပျော်ရဖို့မပျော်ရဖို့ကဘယ်သူပေါ်မှာမူတည်သွားလဲ
တရားနာတဲ့ ကိုတိုက်ကြီးပေါ်မှာမူတည်သွားပြီဥဒ္ဒတုံအောင်ပေါ်မှာမူတည်သွားပြီမလားအချိန်ဘလောက်ပေးမှလဲမနှက်ပြန်ကြတော့လဲစင်က9កောင်းဟုတ်လားအလူဝဲဆန်လှည့်ရမယ်လုပ်ငန်းစဉ်တွေကလည်းပဲတန်းစီပြီးတော့နေတာဟုတ်လားတော်ကြတော့ဦးစင်းကဒီဦးစင်းကအလိုက်မသိဘူးနောက်မှလည်းပဲအလုပ်တွေနဲ့သူကကြည့်ပြပြောနေတာဒီလိုပြောမှလည်းစိုးရသေးတယ်ဟုတ်လားဒီလိုပြောမှဆိုလို့ဒုပရိသတ်တွေကပြောတယ်တဲ့ပြောတော့ဦးစင်းကလည်းကို့တော့ဖြစ်မခံဘူးတရားခံရှာလိုက်ပြီကိုတက်ကြီးရေအချိန်ဘလောက်ပေးမှလဲဟုတ်လားအဲ့တော့ပရိသတ်ရေအမေးဘယ်နှခုတဲ့တော့ ၄ခုပါဗျာ အမေးလေးခုတဲ့အမေးလေးခုနံပါတ်1အမေးကပါလဲလို့ဆိုရင်ကိန္တုဒဝိတံပုရိသတ္တတိထံနဲ့ဣဒယောရိကဘာလောကကြီးရဲ့၌ပုရိသတ္တလူသားမှန်သမျှဤတိထံအမျက်ဆုံးနဲ့အကောင်းဆုံးလို့ခေါ်တဲ့ဝိတံဥစ္စာဆိုတာကိန္တုအဘေဟာလေတဲ့ပရိသတ်ရေလောကလူသားတွေအတွက်အကောင်းဆုံးသောဥစ္စာဆိုတာဘာလဲဒါမေးတာဟုတ်ရဲ့လားနံပါတ်1မေးခွန်းကလောကလူသားတွေအတွက်အကောင်းဆုံးသောဥစ္စာဆိုတာဘာလဲတဲ့အဲ့တော့ဒီတရားဓမ္မဒေသနာတော်ကိုဟောနာကြည်ညိုကြဖို့မြန်မာမှုနဲ့ခေါင်းစဉ်တစ်ခုပေးထားတာကဘာတရားတော်ကိုသာမေးကြည့်ပါပါကြဲကြဲလေးပြောပါဘာတရားတော်ကိုသာမေးကြည့်ပါပါဗျာတရားကအခုမှစမှာနော်ခေါင်းစဉ်ပြောက်မသွားနဲ့ဟုတ်ပြိဿရေဘာတရားတော်ကိုသာမေးကြည့်ပါဗျာနပရိသံဝီလောမာနိနပရိသံကတကတံနဲ့ဘိကဝေပရိသံလေးပါးချက်သားချက်သမီးတို့ပရိသံသူတစ်ပါးတွေဘာလုပ်တယ်ဘာမလုပ်ဖို့သူများတွေဘာပြောတယ်ဘာမပြောဘူးသူများတွေဘဲသွားတယ်ဘဲမသွားဘူးလို့သူများကိုလိုက်ပြီးတော့စိတ်ဝင်စားပြီးမနေကြနဲ့တဲ့ဘုရားကဟေရှသားရှိသမီးတို့မင်းတို့တွေဘဝတစ်ခုကိုရရှိထားကြတယ်ရရှိထားတဲ့ဘဝတစ်ခုခဏတာကလေးအတွင်းမှာမင်းတို့တွေသူများတွေဘာလုပ်တယ်ဘာမလုပ်ဘူးသူများတွေဘာပြောတယ်ဘာမပြောဘူးသူများတွေဘယ်သွားတယ်ဘယ်မသွားဘူးဘယ်သူနဲ့ပေါင်းတယ်ဘယ်သူနဲ့မပေါင်းဘူးလို့လိုက်ပြီးတော့စိတ်ဝင်စားပြီးမနေကြနဲ့တဲ့ပြိဿရေဖះကတော့မှားတာပဲမမှားဘူးလားမှားပါတယ်ဒါပေမဲ့လို့တို့တွေကဘသူကိုစိတ်ဝင်စားတာများလေများကိုစိတ်ဝင်စားတာများပါတယ်ဗျာကိုကောင်းကြောင်သူများမကောင်းကြောင်လေးများရွာရိုးကိုပေါက်လှည့်လှည့်ပြီးတော့ပြောဆိုနေရမယ်ဆိုရင်သမင်းမေဟင်းမေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းလောကရဲ့မြောက်များစွာတဲ့ရှိလားမရှိဘူးလားရှိတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသူများအကြောင်းကိုစိတ်ဝင်စားရမှာတဲ့လားမဟုတ်ပါဘူးဗျာသူများအကြောင်းကိုစိတ်ဝင်စားပြီးတော့မနေနဲ့တဲ့အတနောဝအဝခေယကတာနိအကတာနိသာအတနောဝအဝခေယဟောဒီမိမိကိုယ်ကိုမိမိကတာနိသာငါပါလို့ပြီးပြီလေတဲ့အကတာနိသာငါပါမလို့ရသေးဘူးလေဒီစကားနှလုံးကိုနေ့စဉ်နေ့တိုင်းမသိမရှင်းမေးရမယ်ရဲ့လို့ဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးကအဘာတိကရုဏာရှိထားပညာဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းသာဓုသာဓုသာဓုပါဗျာပရိသတ်ရေကိုမေးရမယ့်စကားဘယ်နှလုံးနံပါတ်1စကားကငါပါလို့ပြီးပြီလေတဲ့ပရိသတ်ရေပြန်ပြောပါဦးငါပါလို့ပြီးပြီလေပါနံပါတ်2စကားကငါပါမလို့ရသေးဘူးလေငါပါမလို့ရသေးဘူးလေဒီစကားနှလုံးကိုနေ့စဉ်နေ့တိုင်းဘယ်ချိန်ထိမေးရမယ်ဩတေချောင်းပြောရင်တို့ပြည်သက်တွေအတန်မထွက်တော့ဘူးဟုတ်ရဲ့လားမသိမရှင်းမေးရမယ်တဲ့ဗျာနားလည်ပြီလားအဲ့တော့တို့တွေကနံပါတ်1စကားလုံးဖြစ်တဲ့ငါဘာလို့ပြီးပြီလဲဆိုတဲ့စကားလုံးကိုဒီကနေ့ညပြောရမယ်ဆိုရင်ချက်တွင်ပြီးတော့အရေးပေါင်းမြောင်များစွာပြောရမယ်ဆိုရင်ကိုတိုက်ကြီးပေးတဲ့အချိန်9နိုင်နဲ့တော့မလောက်ဘူးထင်တယ်ဟုတ်ရဲ့လားအဲ့တော့ဒီငါဘာလို့ပြီးပြီလဲဆိုတဲ့စကားလုံးလေးကိုဒီကနေ့ညနည်းနည်းပြောကြည့်ရအောင်နော်အဲ့တော့ငါဘာလို့ပြီးပြီလဲဆိုတဲ့စကားလုံးကိုဒီကနေ့ညပြောကြမယ်လို့ဆိုရင်ငါဆိုတဲ့စကားလုံးရဲ့အောက်မှာပရိသတ်ရဲ့ဘဝရှိတယ်မိသားစုရှိတယ်ရက်ရွာရှိတယ်တိုင်းပြည်ရှိတယ်ဘာသာရှိတယ်သာသနာရှိတယ်လူမျိုးရှိတယ်ဟုတ်ရဲ့လားငါဆိုတဲ့စကားလုံးရဲ့အောက်မှာအရေးပေါင်းမြောင်များစွာမရှိဘူးလားရှိတယ်တဲ့အများကြီးမစင်စားနဲ့တို့ပိတ်တဲ့နော်ငါမိသားစုအတွက်ငါဘာတွေလှုပ်ထားပြီးပြီလေဟုတ်လားဘသူကိုဘသူမေးရမှာ
ငါမိသားစုအတွက်ငါဘာတွေလှုပ်ထားပြီးပြီလဲအိမ်တော်ဦးစီးတယောက်ဖြစ်နေခဲ့မယ်ဆိုရင်ငါအိမ်တော်ဦးစီးဖြစ်တဲ့အတွက်ငါအိမ်တော်တစ်ခုရဲ့အပေါ်မှာတာဝန်နေဘလောက်တောင်ကြည်ပြီလဲဟေးမင်းအိမ်တော်တစ်ခုပေါ်မှာဘလောက်တောင်ကြည်ခဲ့ပြီလဲညီအိမ်တော်တစ်ခုရဲ့အပေါ်မှာဘလောက်တောင်ကြည်ခဲ့ပြီလဲလို့သူများကိုမေးရမလားကိုမေးရမလားငါအိမ်တော်တစ်ခုရဲ့အပေါ်မှာဘလောက်တောင်တာဝန်နေကြည်ခဲ့ပြီလဲလောကမှာတချို့သောပုဂ္ဂိုလ်တွေကပြိတ္တရဲ့အိမ်တော်ဦးစီးဆိုတဲ့အမိကိုခံယူထားပြီးတော့ဗာအိမ်တော်မှုမှာတာဝန်မယူတဲ့ပုဂ္ဂိုလ်တွေလည်းလောကထဲမရှိဘူးလားဗျာရှိတယ်ကိုထင်ရကိုဆိုင်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဘသူသေးငတိမာရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလောကထဲမရှိဘူးလားရှိပါတယ်ဗျာနောက်ပြီးတော့မိဘနေရာမှာရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဩငါရဲ့သားသမီးတွေရဲ့အပေါ်မှာငါမိဘဝတ္တရားတွေဘလောက်တောင်ကြည်ခဲ့ပြီလဲဟုတ်ရဲ့လားသားသမီးတွေကလည်းပဲငါမိဘအပေါ်မှာဘလောက်တောင်ကျေးဇူးတရားတွေကျေးပြွန်းခဲ့ပြီလဲငါမိဘတွေရဲ့အပေါ်မှာဘာတွေလှုပ်ပေးခဲ့ပြီးပြီလဲလို့ပြိတ္တရဲ့ဘသူမေးရမယ်ကိုမေးရမှာပါကိုမေးရမယ်တဲ့ပြီးတော့မှပြိတ္တရဲ့ကိုဘဝအတွက်စဉ်းစားလိုက်ပါဟုတ်ရဲ့လားကိုဘဝအတွက်စဉ်းစားမယ်ဆိုပြန်တော့ဒုပြိတ္တရဲ့ငါဘဝအတွက်ငါဘာတွေလှုပ်ထားပြီးပြီလဲဘသူမေးရမှာကိုမေးရမှာပါဗျာတို့တွေကတန်တရာခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တွေလားတန်တရာခရီးနားနေကြတဲ့ပုဂ္ဂိုလ်တွေလားတန်တရာခရီးကိုသွားနေကြတဲ့ပုဂ္ဂိုလ်တွေတန်တရာခရီးကိုဆက်လျှောက်ပြီးတော့သွားကြအောင်မယ်ငါဘဝငါတန်တရာခရီးအတွက်ငါဘာတွေလှုပ်ထားပြီးပြီလဲလို့မေးရမှာလားမမေးရဘူးလားမေးရမှာပါဗျာအဲ့တော့တို့တွေရဲ့အသက်ကလေးတွေဟာတဖြည်းဖြည်းနဲ့ကြီးသွားတာလားငယ်သွားတာလားကြီးသွားတာပါဗျာတက်ကလေးတွေကကြီးပြီးတော့သွားပြီဆိုရင်ပြိတ္တရေတစ်ဖက်ကနေရဖို့ရက်တွေကလည်းပဲနည်းပြီးတော့မသွားဘူးလားသွားပါတယ်ဗျာမနေရလို့တရားတော်ခါကိုနောက်ကိုမြပါမှာပစ္စည်းစုတခုမပါကိုပြူထားကံညာပါသွားမှာတဲ့ပြိတ္တရေဘသူပြူထားတဲ့ကံကိုပြူတဲ့ကံပါဗျာကိုပြူထားတဲ့ကံပဲကိုနောက်ကိုပါလာလိမ့်မယ်တဲ့ကိုချဝေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေကကိုနောက်ကိုပါလာမလားပါပါဘူးဗျာဘာပဲပါလာမယ်ကိုပြူထားတဲ့ကံပဲပါလာမယ်ပြိတ္တရေကံမှာလည်းပဲနှမျိုးရှိတယ်တဲ့နော်ကံမှာလည်းပဲနှမျိုးရှိတယ်ပြိတ္တရေကောင်းကံနဲ့ဆိုးကံဘယ်နှမျိုးရှိလဲနှမျိုးရှိပါတယ်ဘာကံနဲ့ဘာကံကောင်းကံနဲ့ဆိုးကံပါဗျာတို့ပြိတ္တတွေလူသားတွေမှန်သမျှကကံလေးကောင်းနေပြီဟေးလို့ဆိုလို့ရှိရင်တော့ပြုံးလို့ရွှင်လို့သုံးလိုက်ဖြုံးလိုက်နဲ့အချိန်လေးကုန်သွားလိုက်တာဘာမှမသိလိုက်ဘူးတဲ့ကံများဆိုပြီလားဟေ့ဆိုလို့ရှိရင်မင်းကြောင့်သူကြောင့်ဆိုပြီးတော့ကြောင့်နေအမျိုးထွက်မလာဘူးလားထွက်လာပါတယ်တကယ်တမ်းဓမ္မနီးအားဖြင့်တွေးစစ်ကြည့်လိုက်မယ်ဆိုရင်ပြိတ္တရေကံကောင်းတာလဲဘယ်သူလုပ်ခဲ့တာကိုလုပ်ခဲ့တာပါဗျာကံမကောင်းတာလဲပဲဘယ်သူလုပ်ခဲ့တာကိုလုပ်ခဲ့တာပါဗျာလောကမှာကိုယ်တိုင်ဆိုင်ပြိုးထားတဲ့မျိုးစိတ်ကလေးဟာအပင်ပေါက်လာပြီလို့ဆိုရင်အပင်တန်သည်ပဲဖြစ်စေမတန်သည်ဖြစ်စေနောက်ဆုံးရိတ်သိမ်းရမှာဘသူတာဝန်ကိုတာဝန်ပါဗျာအဲ့တော့ပြိတ္တရေကံမကောင်းဘူးဆိုတာလဲဘသူလုပ်ခဲ့တာကိုလုပ်ခဲ့တာပါဗျာကံကောင်းတယ်ဆိုတာလဲပဲဘသူလုပ်ခဲ့တာလုပ်ခဲ့တာပါကိုယ်တိုင်ပဲလုပ်ခဲ့တာတဲ့ကိုကံမကောင်းဘူးဆိုရင်ကိုကံကိုဘာလုပ်ရမှာလဲကိုကံကိုကိုပြင်ရကိုကံကိုကိုပြင်ရမယ်ကိုကံကိုကိုမြင့်ရမယ်တဲ့ဗျာနားလည်ပြီလားကံကောင်းနေရင်တော့ပြဿနာမရှိဘူးဟုတ်ရဲ့လားကံမကောင်းဘူးဆိုရင်ကိုကံကိုဘယ်သူပြင်မရမယ်ကိုကံကိုကိုယ်တိုင်ပြင်မရမယ်တဲ့သူများသွားမေးလို့ရလားမရပါဘူးသူများပြင်ပေးလို့ရလားမရပါဘူးသူများသွားမေးရင်တော့ဒုပရိသတ်ရေပါဠိနဲ့ပါဠိကိုဘေးဖရာရဲ့ဘယ်မွေးနံတောက်မှလှူလိုက်ရင်ကောင်းတာပေါ့ဟဲ့လို့ဒီလိုပြောလို့တော့မရဘူးလားဒီလိုနီးတော့ပေးလို့မရဘူးလားရတယ်တဲ့အဲ့ဒီလိုနိနာနေတယပေးလိုက်တော်လဲပဲဟုတ်ကဲ့ခမညာကျွန်တော်လှုပ်လိုက်ပါမယ်ဆိုပြီးတော့ပြိတ္တရေမလှုပ်ရင်အောင်မြင်နိုင်ပါမလားအောင်မြင်နိုင်ပါဘူးဗျာတိဆိုကအမေသိတော်လေတာအိမ်မပြောမိပင်နီးဆိုတာဘလို့ပင်ကောင်းတော်လဲကြိုးစားမှအောင်မိပင်တဲ့နော်အဲ့တော့အမေလှုပ်တဲ့သူကကိုယ့်ရဲ့သားသမီးလေးကိုအိတ်စေခြင်းလို့ပကတ်ထဲမှာထည့်တရှင်ကလေးတေးနဲ့လက်ကလေးကပကတ်ကလေးကိုလှုပ်ပြီးတော့တိတ်လိုက်တာတဲ့
မတန်နေဆိုရင်မသိဘူးလားနော်အမီလောက်တဲ့သူကဘလောက်ပဲအာပေါက်အောင်တခြင်းနေဆိုနေပါစေလက်မောင်းနေပြုတ်ကြအောင်ပကတ်ကိုလှုပ်နေပါစေပကတ်ထဲကကလေးကမှမအိပ်ရင်ပျော်ပါမလားပကတ်ထဲကကလေးကမှမအိပ်ရင်မပျော်နိုင်ဘူးတဲ့ဒါကြောင့်မလို့ပြိဿရေဖျားဟောထားတဲ့ဤတွေကလည်းပဲဘလောက်ပင်ကောင်းကောင်းကိုယ်တိုင်းကမှကြိုးစားပြီးတော့အမထုတ်ထားဘူးလို့ဆိုလို့ရှိရင်အောင်မြင်နိုင်ပါမလားလောကကြီးကအင်မတန်မှရိုးချင်းနေတဲ့ကိုပေးတာကိုပြန်ရမယ်ကိုပေးသလောက်ပဲကိုပြန်ရမယ်အဲ့တော့ကိုကတန်တရာမှာကောင်းတာတွေလိုချင်ပြီဆိုရင်ပြိဿရေဘာတွေပေးထားဖို့လိုအပ်လဲကောင်းတာတွေပေးထားဖို့မလိုအပ်ဘူးလားကိုကဆိုးတာတွေပေးထားရင်တော့ဆိုးတာတွေပဲပြန်ရလိမ့်မယ်ကောင်းတာတွေပေးထားရင်တော့ကောင်းတာတွေပဲပြန်ရလိမ့်မယ်တဲ့ဟုတ်ရဲ့လားအဲ့တော့ကံကောင်းဖို့ဆိုရင်ပြိဿရေဘာကောင်းဖို့လိုလဲစေတနာကောင်းဖို့မလိုအပ်ဘူးလားကံကောင်းဖို့ဆိုရင်ဘာကောင်းဖို့လိုအပ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟေ့ရှစ်သားရှစ်သမီးတို့စေတနာကံမံဘိက္ခဝေဝရမိတဲ့ဟေ့ရှစ်သားရှစ်သမီးတို့မင်းတို့ရဲ့စေတနာဟာမင်းတို့ရဲ့ကံပဲတဲ့နားလည်ပြီလားစေတနာကောင်းရင်စေတနာမကောင်းရင်ဒါကြောင့်မလို့ပြိဿရေစိတ်ကောင်းနှလုံးကောင်းလေးတွေမွေးဖို့မလိုဘူးလားစိတ်ကောင်းမှုနှလုံးကောင်းလေးတွေမွေးပြီးတော့ပြိဿရေစေတနာကောင်းနေထားဖို့မလိုအပ်ဘူးလားစေတနာကောင်းနေများများထားနိုင်ဖို့လို့ဆိုရင်ပြိဿရေလောကမှာအကောင်းဆုံးအရာရှိဖို့လိုလားမလိုဘူးလားလောကလူသားတွေအတွက်အကောင်းဆုံးဥစ္စာဆိုတာဘာလဲတဲ့ဟုတ်လားအဲ့တော့နံပါတ်1မေကွန်ကဂိန္တုဒဝိတံပုရိသတ္တတိထံတဲ့ဣဒာယဟောရိကဘာလောကကြီးရဲ့နာယပုရိသတ္တလူသားမှန်သမျှဤတိထံအမြဲဆုံးနဲ့အကောင်းဆုံးလို့ခေါ်တဲ့ဝိတံဥစ္စာဆိုတာဂိန္တုအဘေဟာလေဒီမေကွန်ကိုတို့တရားနာပရိသတ်တွေကိုတယောက်ရှင်းစီဆင်းပြီးတော့မေးမယ်ဆိုရင်ရွှေကြိုက်တဲ့သူကလည်းပဲရွှေကအကောင်းဆုံးလို့ပြောလိုက်မယ်ငွေကြိုက်တဲ့သူကလည်းပဲငွေကအကောင်းဆုံးလို့ပြောလိုက်မယ်အိုးအိမ်တိုက်တာကောင်းကောင်းမွန်မွန်နဲ့နေရှင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအိုးအိမ်တိုက်တာတွေကအကောင်းဆုံးလို့ဒီလိုပြောလိုက်မယ်တဲ့ဒါတွေကအများကသတ်မှတ်တာဘသူကသတ်မှတ်တာဒါတွေကအများကသတ်မှတ်တာဖယားကသတ်မှတ်တာကပြိဿရေတတိဒဝိတံပုရိသတ္တတိထံနဲ့ဣဒာယဟောရိကဘာလောကကြီးရဲ့နိုင်ပုရိသတ္တလူသားတွေအတွက်တိထံအမြဲဆုံးနဲ့အကောင်းဆုံးလို့ခေါ်တဲ့ဝိတံဥစ္စာဆိုတာတခြားမဟုတ်ဘူးတတ္တာတရားဖြစ်ပါပြီတဲ့ရေလို့ဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးကအဘာတိကရုဏာရှိထားပညာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းပရိသေလောကလူသားတွေအတွက်အမျက်ဆုံးနဲ့အကောင်းဆုံးသောဥစ္စာဆိုတာတခြားလားတတ္တာလားရွှေရောဟုတ်လားငွေရောဟုတ်လားအိုးအိမ်တိုက်တာတွေရောဟုတ်လားရွှေလည်းပဲမဟုတ်ဘူးငွေလည်းပဲမဟုတ်ဘူးအိုးအိမ်တိုက်တာတွေလည်းပဲမဟုတ်ဘူးတဲ့အဲ့ဒီရွှေအဲ့ဒီငွေအဲ့ဒီအိုးအိမ်တိုက်တာတွေဆိုတာပြိဿရေမသေးခင်ပဲပိုင်တာတဲ့မှန်ရဲ့လားမသေးခင်ပဲပိုင်တာအထုပ်ကလေးတပြင်းပြင်းအထုပ်ရှင်မှသေးလို့သွားကြံတဲ့သူတွေဝေလို့စာအထုပ်ရှင်မှအလကားဘာကမှလဲပါမသွားတဲ့အထုပ်ရှင်ရဲ့အနောက်ကိုပါသွားရဲ့လားပါပါဘူးကျန်တဲ့သူတွေပါလို့တယ်ကျန်တဲ့သူတွေဝေပြီးတော့စားကြတယ်တဲ့အဲ့ဒီတော့အထုပ်ရှင်ရဲ့နောက်ကိုပါလာမှာကပြိဿရေဘာနဲ့ပါလဲတရားပါကံပဲဗျာနားလည်ပြီလားအထုပ်ရှင်ရဲ့နောက်ကိုပါလာမှာကပြိဿရေဘာနဲ့ပါကံပဲတဲ့ဒါကြောင့်ဒီကနေ့တို့အလူတရေကအလူတရေကမှာမြတ်မိသားစုတို့တွေသည်လူလောကမှာအကောင်းဆုံးအရာဖြစ်တဲ့ဥစ္စာကိုပိုင်ဆိုင်ပြီးတော့မနေကြဘူးလားနေကြသည်အလျော်စွာဒီကနေ့မြတ်ဗုဒ္ဓရဲ့သာသနာအတွင်းကိုတဲ့ဟုတ်လားမိမိတို့ရဲ့ယင်၌ဖြစ်တဲ့သာလယရဏသမိလကညာသူတစ်ပါးတို့ရဲ့ယင်၌ဖြစ်တဲ့သာလယရဏသမိလကညာတွေ
ကညာတို့ကိုရှစ်ပြားပရိက္ခရာဆုံးလင်းစွာဖြင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်အတွင်းကိုသွတ်သွင်းလို့သာသနာအမွေကိုခံယူတဲ့ပွဲကြီးကျင်းပပြီးတော့မနေဘူးလားသာသနာအမွေကိုခံယူပြီးတော့ကျင်းပနေတဲ့ပွဲကြီးရဲ့ရှေ့ဦးအကျိုးမှလည်းပဲယခုလက်ရှိပါလုပ်နေတယ်ဓမ္မပူဇာသဘင်ကြီးတရားအလူပွဲကြီးလုပ်ပြီးတော့မနေဘူးလားနေပါတယ်ဗျာဒီလိုပွဲမျိုးဆိုတာတို့ပြည့်တဲ့ရေပတ်စံရှိတိုင်းလုံနိုင်ရဲ့လားလုံနိုင်ပါဘူးဗျာဘာရှိဖို့လဲလိုတယ်တတ္တာတရားရှိဖို့လဲလိုလားမလိုဘူးလားလိုတယ်တဲ့ဒီကနေ့ညဒီတရားမှတ်တဲ့ထဲကိုရောက်ရှိလာကြတဲ့ဒုပရိသတ်တွေကကိုဘာရှိလို့တရားရှိလို့ပါဗျာဒါဆိုရင်မလာတဲ့သူတွေကဦးစင်းမပြောဘူးနော်မလာတဲ့သူတွေကအကြောင်းမတိုက်ဆိုင်လို့တဲ့ဗျာပရိသတ်ကြီးမှန်ရဲ့လားသူတို့လည်းပဲအကြောင်းတိုက်ဆိုင်မှလာနိုင်မှာပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ညောင်ရမ်းတိုက်နေသူတိုက်နေသားတွေကတရားတရားအင်မတန်မှကောင်းပြီးသားဆိုတာဦးဇင်းယုံကြည်ပြီးသားနားလည်ပြီလားဘာကိုကြည့်ပြီးတော့ပြောတယ်လဲဆိုလို့ရှိရင်ဟုတ်လားရက်ွက်တစ်ခုတည်းကိုအလူကန်တစ်ခုဝင်လိုက်ဘယ်အိမ်ရမထဲတဲ့အိမ်ကြမ်းတော့ဘယ်အိမ်ရမှမကြမ်းဘူးလောကမှာအကောင်းဆုံးအရာကိုပိုင်ဆိုင်ထားကြလို့လားမပိုင်ဆိုင်ထားကြလို့လားပိုင်ဆိုင်ထားကြဒါကြောင့်မလို့ဒီမန္တထဲကိုမရောက်လာတာတတ္တတရားမရှိလို့မဟုတ်ပါဘူးတဲ့ပြိတ္တရေဘာဖြစ်လို့အကြောင်းမတိုက်ဆိုင်လို့ပါဟုတ်ရဲ့လားအဲ့တော့လူလောကမှာအကောင်းဆုံးအရာဆိုတာဘာလဲဆိုရင်တခြားမဟုတ်ဘူးတတ္တတရားတဲ့ဒါကြောင့်တတ္တတရားရှိဖို့လိုလားမလိုဘူးလားလိုပါတယ်ဒါကြောင့်ဆိုလိုက်ပါဤလောကမှာအကောင်းဆုံးဟာတတ္တတရားပါဤလောကမှာအကောင်းဆုံးဟာတတ္တတရားပါဆိုကြည့်ပါဦးဤလောကမှာကောင်းဆုံးဟာတတ္တတရားပါဤလောကမှာကောင်းဆုံးဟာတတ္တတရားပါလောကလူသားတွေအတွက်အကောင်းဆုံးဥစ္စာဆိုတာတခြားမဟုတ်ဘူးတဲ့တတ္တတရားဖြစ်ပါပေတဲ့ရဲ့လို့တုံမေသင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကတတပံကောင်းစွာမသွေမထိုက်ပါပေတော့တည်းသာဓုသာဓုသာဓုပါဗျာပရိသတ်ရဲ့အမေဘယ်နှခုလဲလေးခုပါဗျာဘယ်နှခုပြီးသွားပြီတခုပဲပြီးသေးတယ်ရှင်နာဤထိုးတော့မယ်အဲ့တော့နောက်နံပါတ်1မေခွန်းကနောက်နံပါတ်1မေခွန်းကဘာလဲဆိုရင်ဒုပရိသတ်ရေကိဉ္တုသူစိန်နောဒုက္ခမဟဝတိတဲ့သူစိန်နောနေစဉ်မပြတ်ကြိုးစားထုတ်ထားမယ်ဆိုရင်ဒုက္ခပစ္စုပန်တန္တရာနှဖျားသောဘဝတွေမှာချမ်းသာဒုက္ခမှန်သမျှတွေကိုအဝဟတေမရရအောင်ပေးဆောင်နိုင်တဲ့တရားကကိဉ္တုအဘေတရားလေတဲ့အဲ့တော့လောကမှာနေ့စဉ်နေ့တိုင်းကြိုးစားအားထုတ်ထားမယ်ဆိုလို့ရှိရင်မိမိတို့ကိုချမ်းသာဒုက္ခမှန်သမျှတွေကိုပေးဆောင်နိုင်တဲ့အကောင်းဆုံးသောတရားကဘာတရားလဲတဲ့နံပါတ်1မေခွန်းကဟုတ်လားနံပါတ်1မေခွန်းကချမ်းသာဒုက္ခမှန်သမျှကိုပေးနိုင်တဲ့တရားကအဘေတရားလေဒါကိုမြတ်ဗုဒ္ဓကဖြေကြပုံကဓမ္မောသူစိန်နောဒုက္ခမဟဝတိပုညောသူစိန်နောဒုက္ခမဟဝတိတဲ့ပုညောငါဘုရားရဲ့သာသနာတော်မှာဒါနသီလဘာဝနာဘုရားရှိခိုးမှုတရဏဂုံရွတ်ဆိုမှုမေတ္တာပွားမှုအစရှိတဲ့ကုသိုလ်ပုံညတွေကိုသူစိန်နောနေ့စဉ်မှန်မှန်ကြိုးစားအထောက်ထားမယ်ဆိုရင်ဒုက္ခပစ္စုပန်တန္တရာနှဖျားသောဘဝတွေမှာရှမ်းသာဒုက္ခမှန်သမျှတွေကိုအဝဟတေမရရအောင်ပေးဆောင်နိုင်ပါပေ၏ရဲ့လို့ဘဂဝါဘုံလျှောက်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဘာတိကရုဏာရှိထားပညာဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းပရိသတ်ရေမိမိတို့ရဲ့ဘဝယခုပစ္စုပန်ဘဝမှာရောနောင်တန္တရာဘဝမှာရောရှမ်းသာဒုက္ခမှန်သမျှတွေကိုပေးဆောင်နိုင်တဲ့တရားကကုသိုလ်တရားတဲ့ပရိသတ်ရေဘာတရားကုသိုလ်တရားပါဗျာအဲ့ဒီကုသိုလ်တရားကိုပါဠိလိုဘယ်လိုခေါ်လဲဆိုရင်ပုံညလို့ခေါ်တယ်ဘယ်လိုခေါ်တယ်ပုံညလို့ခေါ်ပါတယ်ဒါကြောင့်ဆိုကြည့်ပါကုသိုလ်ပုံညကုသိုလ်ပုံညရှိပါမှာရှိပါမှာ
ဒုက္ခရှမ်းသာပြေဝမှာ ဒုက္ခချမ်းသာပြုရမှာ ကုသိုလ်ဘုံညာရှိပါမှာဒုက္ခရှမ်းသာပြေဝမှာ ဒုက္ခချမ်းသာပြုရမှာ ဆိုကြည့်ပါဦးကုသိုလ်ဘုံညာရှိပါမှာဒုက္ခရှမ်းသာပြေဝမှာကုသိုလ်ဘုံညာရှိပါမှာဒုက္ခချမ်းသာပြေဝမှာပရိသတ်ရေလောကမှာတန်ဖိုးတွေကိုစီပြီးတော့ကြည့်မယ်ဆိုရင်ကုသိုလ်ကအရေးကြီးလားမကြီးဘူးလားအာစိဏကံကုသိုလ်မျိုးကိုခေါ်သည်တရေနုမှာထလောက်တဲ့ကုသိုလ်မျိုးအာနာလို့လှုပ်လိုက်ရတဲ့ကုသိုလ်မျိုးမကောင်းတယ်လို့လှုပ်လိုက်ရတဲ့ကုသိုလ်မျိုးတဲ့အဲ့ဒီကုသိုလ်မျိုးတွေကိုပြောတာမဟုတ်ဘူးအာစိဏကံကုသိုလ်မျိုးကိုဆိုလိုသည်ဘာကုသိုလ် အာစိဏကံကုသိုလ် အာစိဏကံကုသိုလ်မျိုးတွေကိုဆိုလိုသည်တဲ့အာစိဏကံကုသိုလ်ဆိုတာတို့ပြည့်တဲ့နေ့စဉ်နေ့တိုင်းကြိုးစားအားထုတ်တဲ့ကုသိုလ်ကိုအာစိဏကံကုသိုလ်လို့ခေါ်တယ်နားလည်ပြီလားအဲ့ဒီလိုအာစိဏကံကုသိုလ်တွေကိုများများပြုလုပ်ထားပြီလို့ဆိုရင်မိမိတို့ရဲ့ဘဝမှာချမ်းသာဒုက္ခအမှန်သမျှတွေကိုအဝဟတေမရရအောင်ပြီးမှာတဲ့ပြိတ္တရေဒါဆိုရင်တို့ပြိတ္တတွေချမ်းသာခြင်းသလားဆင်းရဲခြင်းသလား ချမ်းသာခြင်းပါလေဗျာ ချမ်းသာခြင်းရင်ဘသူကိုဘသူမေးကိုမေးလိုက်ပါငါချမ်းသာနေပြီလား မှန်ပါပါဗျာ မေးကြည့်လိုက်ပါဟုတ်ရဲ့လားငါချမ်းသာနေပြီလားငါမချမ်းသာသေးဘူးဆိုရင်တို့ပြိတ္တတွေရေဘာလို့သေးလို့ကုသိုလ်ပုံညလို့သေးလို့မချမ်းသာသေးရင်ဘာလို့သေးလို့ကုသိုလ်ပုံညလို့သေးလို့တဲ့ဒါကြောင့်လောကမှာလူသားတွေနေ့တိုင်းကုသိုလ်ပုံညတွေရှိဖို့အရေးကြီးလားမကြီးဘူးလားကြီးတယ်တဲ့လောကလူသားတွေမနမိုးတော့အိယာထပြီဆိုမနမိုးတော့အလင်းရောက်ပြီဆိုလို့ချင်းရင်အိယာမှာထလားမထဘူးလားဘာအရင်လောက်တယ်ဖုံးအရင်ကြီးတယ်ကွန်ကြိုက်တဲ့သူကကွန်အရင်ဆန်းတယ်ဆေးလိတ်ကြိုက်တဲ့သူကဆေးလိတ်အရင်ဆန်းတယ်ဟုတ်ရဲ့လားပြီးတော့မှဟိုဟာသွားတယ်အဲ့ဒီလိုလားဟုတ်ရဲ့လားအဲ့တော့တို့တွေမနက်မိုးတော့အလင်းရောက်ပြီမျက်လုံးနှလုံးပွင့်လာပြီဆိုလို့ချင်းရင်ပြိတ္တရေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့တရဏဂုံ၃ပါးလေးဟုတ်လားရှေးဥစွာမျက်စိနှလုံးပွင့်လာပြီဆိုကြတဲ့ကဘုရားကိုအာယုံပြုတရားကိုအာယုံပြုသံဃာကိုအာယုံပြုပြီးတော့တရဏဂုံ၃ပါးလေးရွတ်ဆိုပြီးတော့ထားမယ်ဆိုရင်ကောင်းသောလားမကောင်းသောလား ကောင်းတော့ပါဗျာ အဲ့ဒီလိုကောင်းတဲ့အကျင့်တွေဆိုရင်အမြဲတမ်းမှန်ကျင့်ရမှာလားမကျင့်ရဘူးလား ကျင့်ရမှာ အဲ့ဒီလိုအကျင့်တွေကိုနေ့စဉ်မှန်လေ့ကျင့်ထားပြီးဆိုရင်ဘာကုသိုလ်ဖြစ်မယ် အာစိဏကံ အာစိဏကံကုသိုလ်ဖြစ်မယ်အဲ့ဒီလိုအာစိဏကံကုသိုလ်တွေဖြစ်ပြီးဆိုရင်ပြိတ္တရေမိမိတို့ရဲ့ဘဝကိုဘာတွေပေးမှာချမ်းသာဒုက္ခမှန်သမျှတွေကိုပေးမှာဘာလို့ခြင်းလဲ ချမ်းသာဒုက္ခ ဟုတ်လားချမ်းသာဒုက္ခမှန်သမျှတွေကိုပေးမှာပြိတ္တရေတခုတည်းပြောတာမဟုတ်ဘူးနားလည်ပြီလားအဲ့တော့ဘာရှိဖို့ပဲအရေးကြီးလဲအာစိဏကံကုသိုလ်လေးပဲရှိဖို့လိုတယ်ဘာရှိဖို့လိုတယ် အာစိဏကံကုသိုလ်ရှိဖို့ အဲ့တော့ပြိတ္တရေအဲ့ဒီလိုမှမဟုတ်သေးဘူးလို့ဆိုရင်ပြိတ္တရေအရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဟုတ်လားနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတလို့ဘုရားရှိခိုးပြီးတော့ထားမယ်ဆိုရင်ကိုမရဘူးလား ရပါတယ်ဗျာ အဲ့ဒီလိုလှုပ်ခြင်းအပြင်ပြိတ္တရေအချိန်ပေးရလား ပေးရပါဘူး ငွေကောပေးရလား ပေးရပါဘူးဗျာ မပေးရတာကိုဘာလို့မလုပ်နိုင်ကြတာတော့အဲ့တော့အဲ့ဒီလိုမျိုးတွေကြိုးစားပြီးတော့ပြိတ္တရေလှုပ်ဖို့လိုလားမလိုဘူးလား ပါတယ်ဗျာ အဲ့ဒီလိုတွေကြိုးစားပြီးတော့လုပ်မယ်ဆိုရင်ဘာကုသိုလ်ဖြစ်မယ် အာစိဏကံကုသိုလ် အာစိဏကံကုသိုလ်တွေဖြစ်လာပြီးများလာပြီးဆိုရင်ဒုပရိသတ်တွေဘာတွေရမယ်ချမ်းသာဒုက္ခမှန်သမျှတွေကိုရမယ်တဲ့ဟုတ်ရဲ့လား မှန်ပါပါ အဲ့ဒါပြီးတော့မှပရိသတ်ရေမျက်နာတစ်မယ်မျက်နာတစ်တော့ဘာကိုမြင်ရတယ်ဘာကိုမြင်ရတယ်ဒါလေးကိုပရိသတ်ရေမစိုးရင်တိုက်ဆရာတော်ဘုရားကြီးကဓမ္မလင်္ကာလေးဖွဲ့ထားတာရှိတယ်ဒီကနေ့ခေတ်မှာလည်းပဲအဆိုတော်တွေကတရှင်းလေးတွေဓမ္မပူဇာတေးလေးတွေလုပ်ပြီးတော့ဆိုနေကြတာတွေရှိတယ်တဲ့ဒုပရိသတ်လည်းပဲကြားကျင်ကြားဘူးလိုက်မယ်မျက်နာတစ်လင်ရေကိုမြင်စဉ်မေတ္တာပွားပါမယ်တည်ရင်ရော့ရွင်ရုပ်စင်တ
တတိရှိပါမယ်ကြားဘူးလား ကြားဘူးပါတယ် ဒါလေးတို့ပရိသတ်တွေနားမစိမ့်လောက်ဘူးလို့ထင်ပါတယ် မှန်လားပါ ဟုတ်ရဲ့လားဒါကြောင့်မလို့တို့ပရိသတ်တွေမျက်နာတစ်ပြီလို့ဆိုရင်မျက်နာတစ်ပြီဆိုရင်ပရိသတ်ရဲ့ဘာတွေကိုမြင်ရမယ် ရေကိုမြင်ပြီဆိုရင်ပြိတ္တရေပါပွားရမယ်မေတ္တာပွားရမယ်တဲ့ပြိတ္တရေဒီရေအေးချမ်းနေသလိုအကျွန်ုပ်ကိုရှစ်တဲ့သူတွေလည်းပဲအေးချမ်းပါစေအကျွန်ုပ်ကိုမုန်းတဲ့သူတွေလည်းပဲအေးချမ်းပါစေအိုးအရှင်ဘုရားရေမုန်းတဲ့သူတွေတော့မအေးချမ်းခိုင်းကြပါဘူးဟုတ်ရဲ့လားပြိတ္တတွေအဲ့လိုများရှိသေးလား ရှိပါဦးဗျာ ပြိတ္တတွေမျက်နာတစ်လို့ဘာကိုမြင်တာရေကိုမြင်တာမလားအဲ့ဒီရေဟာကောင်းတဲ့သူရှိုးလေအငြိအကျေးကိုပြောင်းစင်စေတဲ့အေးချမ်းစေတဲ့မကောင်းတဲ့သူရှိုးလေအငြိအကျေးကိုပြောင်းစင်စေတဲ့အေးချမ်းစေတဲ့ရေကခွဲခြားလား ခွဲခြားပါ မခွဲခြားဘူးတဲ့ဒါဆိုရင်တို့မေတ္တာတွေကကိုခွဲခြားရမှာလားမခွဲခြားရဘူးလား ခွဲခြားပါ မခွဲခြားရဘူးတဲ့မျက်နာကလေးသိလို့လက်ထဲကိုရေကလေးထည့်ပြီးတော့ဒီရေအေးချမ်းနေတယ်လို့အကျွန်ုပ်ကိုချစ်တဲ့သူတွေလည်းပဲအေးချမ်းပါစေအကျွန်ုပ်ကိုမုန်းတဲ့သူတွေလည်းပဲအေးချမ်းပါစေနောက်ဆုံးကြတော့မှတတ္တဝါအများအေးချမ်းကြပါစေပြီးတော့မှအကျွန်ုပ်လည်းအေးချမ်းပါစေဒီလိုလေးမေတ္တာပွားလို့မရဘူးလား ရပါတယ် ဘာကိုကြည့်ပြီးတော့ပွားတာ ရေကိုကြည့်ပြီးတော့ ရေကိုကြည့်ပြီးတော့ဒီလိုလေးမေတ္တာပွားလိုက်မယ်ဆိုရင်လည်းပဲပရိသတ်တွေကောင်းတဲ့အကျင့်လားမကောင်းတဲ့အကျင့်လားမေတ္တာပွားတယ်ဆိုတာကုသိုလ်အလုပ်လားအကုသိုလ်အလုပ်လားကုသိုလ်အလုပ်တွေဆိုရင်ပြိတ္တတွေကောင်းတာတွေများများလုပ်ခြင်းရင်ကောင်းတာတွေများများလုပ်ဖို့လိုလားမလိုဘူးလားဒါဆိုရင်ဒီမေတ္တာလေးကိုဒီနေ့ကနေစပြီးတော့ပို့ဖို့ကောင်းလားမကောင်းဘူးလားဒီမေတ္တာလေးကိုနေ့စဉ်နေ့တိုင်းပွားများမယ်ဆိုလို့ရှိရင်ကျိန်ဖန်များစွာနေ့စဉ်နေ့တိုင်းလှုပ်လာမယ်ဆိုရင်ဘာကုသိုလ်ဖြစ်မယ်အာစိဏကံကုသိုလ်ဖြစ်ပြီးဆိုရင်ဘာတွေရမယ်ချမ်းသာဒုက္ခမှန်သမျှတွေကိုရမယ်တဲ့ဟုတ်ရဲ့လားဒုပရိသတ်တွေချမ်းသာခြင်းရင်အာစိဏကံကုသိုလ်တွေလုပ်ဖို့လိုလားမလိုဘူးလား လိုပါတယ်ဗျာ နောက်ပြီးတော့ပရိသတ်တွေမျက်နာတည်ရင်ရော့ယိုယွင်ရုပ်ဆင်းဘာဖြစ်တယ်တတိရှိပါမယ်ဟုတ်တယ်မလားကိုယ့်ရဲ့ရုပ်အင်္ဂါအစင်းကိုလည်းပဲပရိသတ်တွေတတိထားရမှာလားမထားရဘူးလား ထားရမှာပါ ကိုယ်အသက်တွေကလည်းပဲတစ်ဖြည်းတစ်ဖြည်းနဲ့ဘာဖြစ်လာတာကိုယ့်ရဲ့ရုပ်ကလည်းပဲတစ်ဖြည်းတစ်ဖြည်းနဲ့ဘာဖြစ်လာတာအိုတဲ့ဘက်ကိုသွားနေတာလားပြိုတဲ့ဘက်ကိုသွားနေတာလားအိုတဲ့ဘက်ကိုသွားနေတယ်တဲ့ဒါလေးကိုဒုပရိသတ်တွေတတိတရားရှိဖို့လိုလားမလိုဘူးလားလိုတယ်တဲ့မနေ့ကလည်းပဲငါမျက်နှာတစ်ခါတစ်ခဲ့ပြီးပြီဒီကနေ့လည်းပဲငါတစ်ရပြန်ပြီဩငါအသက်တောင်တရက်ကြီးလာပြန်ပါဖို့လားဟုတ်လားတရက်ကြီးလာပြန်ပါဖို့လားဆိုနောက်ကအပြန်အပြန်ပြိတ္တတွေနေရဖို့ကလေတရက်နေသွားပြန်ပါဖို့လားငါရုပ်ဆင်းကလည်းပဲတရက်တာရင်အိုမင်းရင်ရောလာပါရောလားလို့ဒီလိုလေးတတိပြုဖို့ကောင်းလားမကောင်းဘူးလားဒီလိုလေးတွေတတိပြုပြီးတော့နေမယ်ဆိုရင်အာစိဏကံကုသိုလ်တွေဖြစ်လာမယ်အာစိဏကံကုသိုလ်တွေဖြစ်ပြီးဆိုရင်မိမိတို့ဘဝမှာလိုလားတောင်းတတဲ့ချမ်းသာဒုက္ခမှန်သမျှတွေကိုရမယ်တဲ့ဗျာနားလည်ပြီလားအဲ့တော့မျက်နှာတစ်ပြီးသွားပြီဆိုရင်ဒုပရိသတ်တွေဘယ်ရောက်လဲအိမ်ဦးခန်းကိုရောက်ပြီမရောက်ဘူးလား ရောက်ပါတယ်ဗျာ ရေချိုးစိမ့်ပါတယ်မျက်နှာတော့ပွားရှိလားမသိဘူးဟုတ်လားမျက်နှာတစ်ပြီးသွားရင်ဒုပရိသတ်တွေဘယ်ရောက်ပြီအိမ်ဦးခန်းကိုရောက်ပြီအိမ်ဦးခန်းကိုရောက်ပြီဆိုရင်ဒုပရိသတ်တွေအိမ်ဦးခန်းမှာဘာစင်ရှိတယ်ဘာခန်းရှိတယ်အဲ့ဒီဘုရားရှင်ဘုရားကံပေါ်မှာပါရှိတယ် ဘုရားရှိပါတယ် သုံးလောကထောထားတပင်ညူမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရုပ်ပုံတော်တွေရုပ်ပွားတော်တွေမရှိဘူးလားအဲ့ဒီရုပ်ပုံတော်တွေရုပ်ပွားတော်တွေရဲ့အပေါ်မှာဂုံတော်ကလေးကိုတင်းပြီးတော့ပြိတ္တရဲ့ကိုမျက်နာတစ်တယ်လို့မျက်နာတစ်တော်ရေကတ်လို့မရဘူးလားဘုရားတပည့်တော်ရဲ့ဘဝအေးချမ်းပါစေတောက်တော်ရေလေးကတ်မယ်မျက်နာတစ်တော်ရေကတ်မယ်ကတ်လို့မရဘူးလားအဲ့ဒီလိုကတ်လူလိုက်မယ်မောင်းနေသေးတယ်ဆိုရင်ပြိတ္တတွေရေအလင်းရောင်လေးကတ်မယ်ဘုရားတပည့်တော်ရဲ့ဘဝအမိုက်မောင်းနေအလင်းရောင်ရရှိပါစေသာကတ်လို့မရဘူးလားအဲ့ဒါပြီးတော့မှပြိတ္တရေကိုစားမယ်အစားစားကိုအရင်ဆုံးမလုပ်မယ်လှူဒန်းမယ်မဟုတ်ဘူးလားဗျာ
မလူကြဘူးလားအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှစ်သားရှစ်သမီးတို့တဲ့မင်းတို့ဒါနတစ်ခုရဲ့အနှစ်သာရကိုတကယ်သိပြီဆိုရင်မင်းတို့ဘာစားစားမလူပဲမစားတော့ဘူးတဲ့ပြိဿရေဘာရဲ့အနှစ်သာရဒါနရဲ့အနှစ်သာရကိုတကယ်သိပြီဆိုရင်မင်းတို့ဘာစားစားမလူပဲမစားတော့ဘူးတဲ့ဒါကြောင့်မလို့ပြိဿရေမနက်ခင်းမျက်နှာတစ်ပြီလို့မော်နီပရိဖတ်ကိုကော်ဖီတောက်ရင်ဖះဦးလည်းဘာလို့ဖို့ကောင်းလဲကော်ဖီကပ်ဖို့မကောင်းဘူးလားဒါနရဲ့အနှစ်သာရကိုသိတဲ့သူတွေဆိုရင်ဘုရားကိုလူပြီးမှစားမလားမလူပဲစားမလားပြီးမှစားမှာပါဘာသိလို့ဒါနရဲ့အနှစ်သာရတွေကိုသိလို့ဒါနရဲ့တန်ဖိုးတွေကိုသိလို့ဟုတ်ရဲ့လားအဲ့တော့ကိုကကော်ဖီတောက်တယ်ဆိုရင်ဘုရားကိုလည်းပဲကော်ဖီကပ်ကိုကထမင်းစားတယ်ဆိုရင်ဘုရားကိုလည်းပဲဆွန်းတော်ကဲတဲ့အဲ့ဒီလိုလေးကပ်ပြီးတော့လှူတယ်ဆိုရင်ပြိတ္တတွေဒါနဆိုတာမဖြစ်ဘူးလားဖြစ်တယ်တဲ့နော်အစာကထွက်သွားပြီတရားကနိုင်ရအချိန်ရသိမ့်မရှိတော့ပါဘူးဆိုစကားကနည်းနည်းအစာကျွံသွားပြီအဲ့တော့ဒါနအကြောင်းလေးဒီနေရာမှာနည်းနည်းလေးပြောအောင်မယ်နော်အဲ့တော့ဒါနလို့ဒုပရိသတ်တွေကိုပြောပြီးဆိုရင်ဒုပရိသတ်တွေအရင်ဆုံးဘယ်ကိုပြင်းမြင်လဲလို့ဆိုရင်ကြောင်းကံဖရာယဟန်တန်ကဒါကိုပဲဒုပရိသတ်တွေအရင်ဆုံးပြင်းမြင်ကြတယ်ဟုတ်လားဒါနဆိုရင်ဒုပရိသတ်တွေလှူမယ်ဟုတ်ရဲ့လားကြောင်းကံဖရာကိုပဲဒုပရိသတ်တွေရဲ့ရင်ထဲမှာအရင်ဆုံးရှေးဥစွာပြင်းမြင်ကြတယ်တဲ့ဒါနရဲ့သဘောတရားဒါနရဲ့အတိတ်ပဲကအင်မတန်လေးနက်တယ်ဒါနရဲ့သဘောတရားဒါနရဲ့အတိတ်ပဲကိုပြိဿရေ၃မျိုးဖွင့်ဆိုတယ်ဘယ်နှမျိုးဖွင့်ဆိုလဲ၃မျိုးဖွင့်ဆိုတေချာမှတ်မယ်နော်နံပါတ်1ကစွန့်ကြဲတယ်တဲ့နံပါတ်1ကစွန့်ကြဲတာပါနံပါတ်2ကပေးကမ်းတယ်နံပါတ်2ကပေးကမ်းတာပါဗျာနောက်ဆုံးနံပါတ်3ကြတော့မှလှူဒန်းတယ်တဲ့ဗျာနားလည်ပြီလားဒါနရဲ့သဘောတရားကစွန့်ကြဲပေးကမ်းလှူဒန်းခြင်းတဲ့ဗျာနားလည်ပြီလားနောက်ဆုံးပိတ်ကြတော့မှဘုရားကလှူဒန်းဖို့မမှာဘူးလားလာတဲ့လှူဒန်းဖို့မှာတယ်နံပါတ်1ကစွန့်ကြဲပါတဲ့ဒုပရိသတ်တွေကကိုယ်အိမ်မှာဒီကနေ့ကိုယ်အိမ်မှာအဆင်ပြေနေတဲ့သူများတစ်ဖက်ကအိမ်မှာအဆင်ပြေမနေဘူးဆိုရင်ကိုယ်မှာရှိတဲ့အထက်ကနည်းနည်းကလေးဖြစ်ဖြစ်ဘာလို့ရမှာလဲစွန့်ကြဲရမယ်အဲ့ဒီလိုစွန့်ကြဲလိုက်တာကမှကိုတိုက်ကြီးရေအမဘန်းတွေအမြလို့ရေစက်မချဘဲနဲ့ဒါနဖြစ်တာနားလေစားလက်တာလေးတွေကိုကိုယ့်ရဲ့ဘဝအောက်မှာနှိမ့်ကြနေတဲ့လောကထဲမှာဝိစရာမရှိတဲ့သူစားစရာမရှိတဲ့သူတွေလည်းပဲမရှိဘူးလားရှိပါတယ်အဲ့ဒီလိုပုံကိုယ်တွေကိုပေးကမ်းလိုက်မယ်ဆိုရင်လည်းပဲပြိတ္တတွေဒါနမဖြစ်ဘူးလားဖြစ်ပါတယ်ဖြစ်တယ်တဲ့နောက်ဆုံးကြမှာဘုရားကဘာလုပ်ပါလှူဒန်းပါတဲ့ဘာဖြစ်လို့မြတ်ဗုဒ္ဓကနောက်ဆုံးမှာလှူဒန်းခိုင်းတာလဲလို့ဆိုရင်ပြိတ္တတွေဟုတ်လားဘုရားတွေကိုတော့ရွှေတွေဝင်းနေအောင်ချထားတယ်ကျောင်းကြီးတွေကိုတော့အကြီးကြီးတွေစောက်ပြီးတော့လှူဒန်းထားတယ်တဲ့ဒါပေမဲ့လို့ဒီနေရာမှာရှိတဲ့သူတွေဟုတ်လားဒီနေရာမှာရှိတဲ့သူတွေဝမ်းစာမမျှရင်ဒီနေရာမှာရှိတဲ့သာသနာအသက်ရှင်နိုင်ပါမလားရှင်နိုင်ပါဘူးဗျာဒီနေရာမှာရှိတဲ့သူတွေဝမ်းစာမျှပြီးအစဉ်ပြေမှဒီနေရာမှာရှိတဲ့သူတွေဒီနေရာမှာရှိနေတဲ့သာသနာကလည်းအသက်ရှင်နိုင်မှာမဟုတ်ဘူးလားဗျာဒါကြောင့်မလို့မြတ်ဗုဒ္ဓကနောက်ဆုံးပိတ်ကြတော့မှဘာလုပ်ပါလှူဒန်းပါတဲ့ဒါဆိုရင်ဒီကနေ့ကနေစပြီးတော့ဒုပရိသတ်တွေဒါနလို့ပြောရင်ဘုရားကျောင်းကံယဟန်ကိုပြည့်မြင်ရမှာလားဘုရားကျောင်းကံယဟန်ကိုနောက်ဆုံးမှပြည့်မြင်ပါတဲ့အရင်ဆုံးလူသားချင်းဘာလုပ်ရမှာတော့စာနာထောက်ထားဖို့မတင်ဘူးလားကိုချင်းစာတရားလေးတွေရှိဖို့မလိုဘူးလားလိုတယ်တဲ့ဗျာနားလည်ပြီလားအဲ့တော့အဲ့ဒီလိုကိုချင်းစာတရားရှိလာပြီဆိုလို့ရှိရင်ဒီလိုမျိုးနေ့စဉ်နဲ့နေ့တိုင်းဟုတ်လားပေကံစွန့်ကြဲမှုတွေလည်းပဲပြုလုပ်မယ်အခုနပြောသလိုအာစိဏကံကုသိုလ်တွေလည်းပဲနေ့စဉ်ကြိုးစားအထောက်မယ်လို့ဆိုရင်မိမိတို့ရဲ့ဘဝမှာချမ်းသာဒုက္ခအမှန်တမျှတွေကိုရနိုင်တယ်တဲ့ဒါကြောင့်အာစိဏကံကုသိုလ်တွေများကြိုးစားအထောက်ဖို့လိုလားမလိုဘူးလားလိုတယ်ဒါကြောင့်မလို့ဆိုလိုက်ပါကုသိုလ်ပုံညရှိပါမှာဒုက္ခချမ်းသာပြေဝမှာကုသိုလ်ပုံညရှိပါမှာဒုက္ခချမ်းသာပြေဝမှာ
ဒီကုသိုလ်ကောင်းမှုတွေကမိမိတို့ရဲ့ဘဝမှာချမ်းသာဒုက္ခမန္တမြတွေကိုပေးဆောင်နိုင်တဲ့အကောင်းဆုံးတရားဖြစ်ပါပေတဲ့ရေလို့တုံမီသင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကတထပံကောင်းစွာမသွေမထိုက်ပါပေတော့တည်းပါဗျာပရိသတ်ရဲ့နံပါတ်3မိကွန်းကကိန္တုဟဝေတာတုတရရတနံနဲ့ရတနံလောကမှာရှိသမျှသောအယတမျိုးစုံတို့တွင်ဟဝေစင်စေတာတုတရရှုမြိန်ကောင်းမြတ်သောအယတကကိန္တုအဘေအယတလေတဲ့လောကမှာရှိသမျှသောအယတတွေထဲမှာအရှုမြိန်ဆုံးနဲ့အကောင်းမြတ်ဆုံးသောအယတကဘေအယတလေတဲ့ပရိသတ်ရဲ့ဘေအယတလေတဲ့ညနေကကြွေးတဲ့အယတလားဘာကြွေးတာတော့ညနေကဟုတ်လားလောကမှာအရှုမြင်ဆုံးနဲ့အကောင်းဆုံးအယတာကဘာလဲတဲ့ဟုတ်ရဲ့လားအဲ့တော့ညနေကကြွေးတဲ့အယတာကအကောင်းဆုံးလားဟောဘောကအကောင်းဆုံးလားအဲ့တော့ဒါတွေကအများကသမတ်တာတဲ့ဖယားကသမတ်တာကပရိသတ်ရဲ့တစ္ဆံဟဝေတာတုတရရတနံနဲ့ရတနံလောကမှာရှိသမျှသောအယတာမျိုးစုံတွေမှာဟဝေစင်စစ်သာတုတရရှုမြိန်ကောင်းမြတ်တဲ့အယတာကတစ္ဆံနဲ့မှန်ရာကိုပြောဆိုခြင်းလို့ခေါ်တဲ့တစ္ဆာစကားတစ္ဆာတရားဖြစ်ပါပေတဲ့ရေလို့ဘဂဝါဘုံကျော်ပါသခင်ဘုရားရှင်ကိုရောမြတ်ကြီးကအဘာတိကရုဏာရှိထားပညာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းပရိသတ်လောကမှာအရှုဆုံးအယတဆိုတာတခြားလားတစ္ဆာစကားလားတခြားလားတစ္ဆာတရားလားဒါကြောင့်ဆိုလိုက်ပါမန်ယာကိုသာပြောခြင်းဟာအယတအရှိဆုံးပါမန်ယာကိုသာပြောခြင်းဟာအယတအရှိဆုံးပါဆိုကြည့်ပါပရိသတ်ရဲ့မြတ်ဗုဒ္ဓကတော့မှန်ရာကိုပြောဆိုတဲ့အယတာလောက်လောကမှာပို့ပြီးတော့ကောင်းတဲ့အယတာဆိုတာမရှိဘူးတဲ့ဘလောက်ပင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမှန်သောသစ္စာစကားသစ္စာတရားတွေကရှိုးပါတယ်လို့ပြောတဲ့လောကသဘောကမူသားမပါဒါလည်းလုံလိုက်တာပဲဟုတ်ရဲ့လားဒါပေမဲ့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလောကမှာသစ္စာစကားသစ္စာတရားဟာဘလောက်ပဲရှိုးပါတယ်လို့ပဲပြောတဲ့လောကသဘောလူမနောကမှုသားမပါလင်္ကာမလျှောတဲ့နည်းနည်းကလေးတော့လိန်လဲရမှာမလားဟုတ်လားတချို့သောပုဂ္ဂိုလ်ဆိုလို့ချင်းမလိန်ရရင်ကိုစားမဝင်အိမ်မပြောတဲ့သူတွေလည်းလောကထဲရှိလားမရှိဘူးလားဒီထဲရောမလိန်ဘူးတဲ့သူတွေပါလားတာရုပါဗျာလို့ဟုတ်လားမြန်ပြောမယ်တို့ပြိတ္တတွေရေမြတ်စွာဘုရားရှင်လက်ထက်သီရိလင်္ကာနိုင်ငံတိဟုကျွန်းလို့ခေါ်တယ်အဲ့ဒီနေရာမှာညီကို2ယောက်ရှိတယ်တဲ့ညီလောက်တဲ့သူကသုလစက္ကနတဲ့ဘသူတဲ့တော့အကိုလောက်တဲ့သူကမဟာစက္ကနာတဲ့ဘသူတဲ့တော့သုလစက္ကနာနဲ့မဟာစက္ကနာညီကို2ယောက်မှာပြိတ္တတွေမျက်စိမမြင်တဲ့အမေအို1ယောက်ရှိတယ်တဲ့တနေ့သောအခါကျတော့ညီကို2ယောက်သားတိုင်ပင်လိုက်ကြတယ်ညီလေးရေအကိုကြီးတို့မွေးမိခင်ရဲ့မျက်စိနဲ့ကွင်းအလင်းရအောင်အကိုကြီးတို့ကူကြရအောင်အကိုကြီးတို့မှာရှိတဲ့စီးစိမ်တွေဘလောက်ပင်ကုန်းအမေရဲ့စက္ကုနှကွင်းအလင်းရဖို့အကိုကြီးတို့ကူကြရအောင်လို့ညီကို2ယောက်တိုင်ပင်တော့ညီလောက်တဲ့သူကလည်းပဲကောင်းတာပေါ့အကိုကြီးရဲ့ဒီလိုညီကို2ယောက်တိုင်ပင်ပြီးတော့ပြိတ္တတွေကူလိုက်တာဈေးရုံနေသာဆုံးလို့ဆရာဝန်နေတာကုံသွားတယ်တဲ့သူတို့ရဲ့အမေရဲ့မျက်စိနှစ်ကွင်းကအလင်းမရချဘူးဒီလိုမျိုးဆိုရင်တို့ပြိတ္တတွေရင်ထဲမှာဘယ်လိုဖြစ်လိုက်မလဲစိတ်တတိကြပြီးတော့ညီကို2ယောက်သားလက်မိုင်းကလေးတွေချပြီးတော့နေကြတယ်အဲ့ဒီလိုနေရင်နဲ့ပဲပြိတ္တရေတနေသောအချိန်ကြတော့
အကိုလှုပ်တဲ့သူကအပြင်ကိုသွားပြီးတော့ပြန်လာတော့ညီလေးရေဆူလာစက္ကနသူများပြောတယ်ကွယ်တစ်ဖက်ကနိုင်ငံမှာမျက်စိကုတဲ့တမတော်တယောက်ရှိတယ်မျက်စိကုတဲ့နေရာမှာအင်မတန်မှတော်တယ်တဲ့အမခံတယ်လည်းပဲကုတယ်အဲ့ဒီဆရာဝန်ကိုအကိုမရအောင်သွားပင့်မယ်ညီလေးကအမေရဲ့နာမနေပြီးတော့အမေရဲ့ဝေစာဝတ်စာတွေပြုလုပ်ပြီးတော့အမေကိုကောင်းကောင်းစောင့်ရှောက်လို့နေရခဲ့ကွယ်လို့ဆိုပြီးတော့မာစရာရှိတာတွေမှာကြပြီးတော့ပြိတ္တတွေဆရာဝန်ပင့်ဖို့သွားတယ်ဟုတ်လားဆရာဝန်ပင့်ဖို့သွားတော့ပြိတ္တတွေဘုံတောင်းနဲ့ပို့ရင်ကြားနေလိမ့်မယ်ဟုတ်လားဆရာဝန်ပင့်ဖို့သွားတယ်ပြိတ္တတွေမြန်ပြောမယ်ဆရာဝန်ရောက်ပြီဆိုတော့ပြိတ္တတွေအကိုလှုပ်တဲ့သူကညီလေးရေဆိုလားစက္ကနအကိုလှုပ်တဲ့အကိုတော့ဆရာဝန်ပင့်လာခဲ့ပြီကွယ်ဆရာဝန်အမောပြေစားရအောင်လက်ဖက်ပဲကြံလေးလှုပ်ပါအောင်ကွဟုတ်လားကော်ဖီလေးတော့လှုပ်ပါအောင်ဟဲ့လို့ပြိတ္တတွေဒီဘက်ခင်နဲ့တိုင်းပြီးတော့ပြောရတာအဲ့တော့အဲ့ဒါတွေရှိလားမရှိလားမသိဘူးဟုတ်လားအမောပြေကော်ဖီလောက်ကလေးတော့လှုပ်ပါအောင်လို့ပြောတော့ဟိုညီလှုပ်တဲ့သူကလည်းပဲဒုပြိတ္တတွေဆရာဝန်ပါလာပြီဆိုတော့တို့အမေရဲ့စက္ကုနှကွင်အလင်းရတော့မယ်ဆိုပြီးတော့ပြိတ္တတွေစိတ်ထဲကတွတ်နဲ့ပြောပြီးတော့အလုတ်တွေလှုပ်ပြီးတော့အမောပြေတော့ပြိတ္တတွေလူနာကြည့်မယ်ဆိုပြီးတော့အိမ်မော်တက်တော့အမေအိုနာရောက်တော့အမေရဲ့မျက်စိကိုအလင်းရောင်ပြန်ရအောင်ကျတို့ညီကိုနှစ်ယောက်အစွမ်းကုန်ကြိုးစားပြီးတော့ကုမယ်အခုလည်းပဲတစ်ဖက်ကတိုင်းနိုင်ငံကမျက်စိကုတဲ့ဆရာဝန်ကိုကျွန်တော်တို့ခေါ်လာခဲ့ပြီးအမေပါမအမငယ်နဲ့လို့အမေရဲ့နာမအပေးရင်းနဲ့ပြိတ္တတွေဆရာဝန်ကလည်းပဲမွေးမိခင်ရဲ့မျက်လုံးကိုစေချာစမ်းသပ်လို့ခြေဆုံးကောင်းဆုံးကြည့်ပြီးတော့ပြိတ္တတွေဆရာဝန်ပြောလိုက်တဲ့စကားကဟဲ့လူလေးတို့မောင်ရင်တို့မင်းတို့အမေရဲ့မျက်စိကဆေးနဲ့ကုလို့လဲမရနိုင်တော့ဘူးခွဲစိတ်ကုသလို့လည်းပဲမရနိုင်တော့ဘူးဆိုတော့ညီကုန်းနှစ်ယောက်ကအမလေးဆရာရေဟုတ်လားတနည်းနဲ့တော့ကြိုးစားပေးပါအောင်လို့လက်ပိုင်ကလေးတွေရှာလို့မျက်နှာငယ်လေးတွေနဲ့တောင်းပန်ရှာတော့ပရိသတ်တွေဆရာဝန်ကလူလေးတို့ရေတနည်းတော့ရှိတယ်ကွဆရာရေမြန်ပြောပါကျုပ်တရားကရှည်တော့မယ်ဟုတ်လားလူလေးရေတနည်းတော့ရှိတယ်ကွယ်ဆရာရေမြန်ပြောပါဗာနီးလဲလို့ဆိုရင်တော်ယုံတကောင်းလိုအပ်တယ်ပြိဿတွေဘာယုံနဲ့တော့တော်ယုံတကောင်းလိုအပ်တယ်အဲ့ဒီတော်ယုံကိုအရှင်လက်ဖမ်းပြီးတော့တော်ယုံရဲ့သွေးနဲ့မျက်စင်းခတ်မယ်တော်ယုံရဲ့အသားကိုစားရမယ်ဆိုရင်တော့မင်းတို့ရဲ့အမေမျက်စိနဲ့ကွင်အလင်းပြန်ရနိုင်တယ်လို့ဒီလိုလို့တော့အိုးဆရာရဲ့ပြောကစောပေါ့ဟုတ်လားအကျွန်ုပ်တို့ချီမှာယုံနေများပေါ်လိုက်တာမှနော်ယုံနေများပေါ်လိုက်တာဆိုပြီးတော့ညီလေးရေယုံထောင်ဖို့ယုံဖမ်းဖို့ပစ္စည်းကိရိယာတွေယူပြီးတော့တောတွေကိုယုံဖမ်းသွားရည်ဆိုပြီးတော့ဘသူကိုလွတ်လဲညီလေးဘသူကိုလွတ်တယ်ညီလေးစုလစက္ကနကိုလွတ်လိုက်ပြီဘသူအိမ်မှာကြံခဲ့လဲအကိုလောက်တဲ့မဟာစက္ကနအိမ်မှာကြံခဲ့တယ်တဲ့ညီလောက်တဲ့စုလစက္ကနကလေငါတို့ရဲ့အမေမျက်စိနဲ့ကွင်အလင်းရအောင်ကုဖို့အတွက်ငါယုံဖမ်းတော့မယ်ဆိုပြီးတော့ယုံထောင်ပိုက်ကလေးတွေရှာလို့ဟုတ်ရဲ့လားပိုက်တွေရှိလားမရှိလားတော့မသိဘူးယုံထောင်ပိုက်ကလေးတွေရှာပြီးတော့ငါတို့အမေရဲ့ဒီယုံကိုသာရမယ်ငါရမယ်ဆိုရင်ငါအမေရဲ့မျက်စိနဲ့ကွင်အလင်းရတော့မယ်လို့ဆိုရင်စိတ်ထဲကနေပြီးတော့ပြောရင်နဲ့ပြိတ္တတွေရေထောင်ပြီးတော့ယုံထောင်ပိုက်ကလေးတွေလုံရင်နဲ့သွားလိုက်တာတဏှာရောက်တော့ရေကြီးရာမျက်နှာရာရောက်တော့ယုံငယ်ကလေးတစ်ကောင်တွေ့ပြီတဲ့ပြိတ္တရေပါတွေ့ပြီယုံငယ်ကလေးတစ်ကောင်တွေ့ပြီဆိုတော့သုလစက္ကနရင်နဲ့ဘယ်လိုနေရှာမယ်ပြောလာပြီငါအမေရဲ့မျက်စိနဲ့ကွင်အလင်းရဖို့အတွက်ဆိုပြီးတော့ပြိတ္တတွေသုလစက္ကနကနောက်ကလိုက်ယုံကလေးကရှေ့ကပြေးယုံကလေးကရှေ့ကပြေးသုလစက္ကနကနောက်ကလိုက်နဲ့ပြေးလိုက်လွှားလိုက်ကြတာပြိတ္တတွေတဏှာရောက်တော့ထောင်ချောက်ထဲမိရောထောင်ချောက်ထဲမိပြီးဆိုမှဖြင့်ပြိတ္တတွေယုံကလေးပြေးနိုင်သေးရဲ့လားယုံကလေးမပြေးနိုင်တော့တဲ့အချိန်ကျတော့အနားရောက်တော့ပြိတ္တတွေသုလစက္ကနကယုံကလေးကိုလေခြေတော်နှချောင်းကနေပြီးတော့ဇက်ဆူဆွဲကင်လိုက်
ဆွဲကင်လိုက်ပြီးတော့အဲ့ဒီအချိန်မှာပရိသတ်တွေစိတ်ထဲရတယ်မဟုတ်တော့ဘူးတဲ့ပါဇက်ကပါအန်ထွက်လို့လာပြီးအကိုကြီးရေညီလေးတော်ယုံမိပြီဗျအကျွန်တော်တို့ရဲ့အမေမျက်စိနှက်ကွင်အလင်းရတော့မယ်ဒီယုံရဲ့အသွေးနဲ့မျက်စင်းခတ်ပြီးတော့ဒီယုံရဲ့အသားကိုစားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အမေမျက်စိနှက်ကွင်အလင်းရတော့မယ်လို့ပရိသတ်တွေပါဇက်ကပါအန်ထွက်လာပြီးအဲ့ဒီလိုပြောဆိုပြီးတော့ပရိသတ်တွေဇက်ကနေဆိုအောက်ငုံပြီးတော့ကြည်လိုက်တာယုံကလေးရဲ့ဘဝတို့ပရိသတ်တွေမျက်လုံးနဲ့မြင်အောင်ကြည်လိုက်ပါဟုတ်လားယုံကလေးဘယ်လိုနေချမလဲလို့ဆိုရင်မျက်လုံးကလေးပြူးလို့နေရကလေးကထောင်းလို့အသားကလေးကတဆက်ဆက်တုံးအိုးအသင်လူသားကျွန်တော်ကိုလွတ်ပေးပါဗျအကျွန်ုပ်မှလည်းပဲနောက်မှအမေရှိတယ်အဖေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ဒီချိန်ဆိုရင်ကျွန်ုပ်ကိုမျောနေလောက်ပြီကျွန်ုပ်ပြန်ရတော့မယ်ကျွန်ုပ်ကိုလွတ်ပေးပါဗျလို့မျက်စိတငယ်လေးနဲ့ပြိတ္တတွေမပြောတော်လည်းပဲပြောတဲ့ကဲ့သို့တောင်းပန်ချသည်အဲ့ဒီလိုတောင်းပန်လိုက်ပြီဆိုတော့ပြိတ္တတွေဆိုလာစက္ကနာလေးရှင်ထဲမှာတဲ့ဩငါအမေမျက်စိနှက်ကွင်အလင်းရဖို့အတွက်ဒီယုံကိုငါတတ်ရမယ်ဆိုရင်ဖြင့်မတရားလိုက်တာတဲ့ပြိတ္တတွေဘာစိတ်ပေါ်လာတယ်ဘာစိတ်ပေါ်လာတယ်ကိုချင်းစာစိတ်ပေါ်လာတယ်ဟုတ်ရဲ့လားငါအမေရဲ့မျက်စိနှက်ကွင်အလင်းရဖို့အတွက်ငါအမေဟာအသက်ကြီးပြီငါအမေရဲ့မျက်စိနှက်ကွင်အလင်းရဖို့အတွက်ဒီယုံကိုငါတတ်ရမယ်ဆိုလို့ချင်းရင်ငါမတရားရကြားလိုက်တာဘာစိတ်ပေါ်လာတယ်လောကမှာပြိတ္တတွေကိုချင်းစာစိတ်ကအရေးကြီးလားမကြီးဘူးလားကိုချင်းစာစိတ်ရှိဖို့လူသားတိုင်းလိုလားမလိုဘူးလားလိုတယ်ကိုသူများကတတ်မယ်ဆိုရင်ကြိုက်လားကြိုက်ပါဘူးဒါနဲ့ထိုးမယ်ဆိုရင်ကိုကြိုက်လားကြိုက်ပါဘူးအဲ့နဲ့ထိုးမယ်ဆိုရင်ကိုကြိုက်ပါဘူးကိုတက်လည်းပဲမတတ်ဘူးတဲ့ဒါနဲ့လည်းပဲမထိုးဘူးအဲ့နဲ့လည်းပဲမထိုးဘူးအသားကိုလည်းပဲနားအောင်မလုပ်ဘူးတဲ့မျက်စောင်းကလေးထိုးရင်ကိုကြိုက်လားကောင်းမငါမြမျက်စောင်းထိုးလို့ဘာလို့ညာလို့ဟုတ်လားတို့ပြိတ္တတွေမဖြစ်ဘူးလားကိုကြတော့ပြိတ္တတွေမျက်စောင်းလေးနဲ့ထိုးတာတော့ခံနိုင်ရဲ့လားမခံနိုင်ဘူးတဲ့ဒါကြောင့်မလို့သုလသက္ကနာလေးရဲ့ရင်ထဲမှာပြိတ္တတွေကိုချင်းစာတရားတွေဖြစ်ပြီးတော့ပြိတ္တတွေသုလသက္ကနာရဲ့နေရာမှာတို့တာဆိုရင်ဒီယုံကိုဘာလုပ်မယ်သုလသက္ကနာရဲ့နေရာမှာတို့တွေတာဆိုရင်ဒီယုံကိုတို့တွေဘာလုပ်မယ်အိမ်ဖန်လာမလားလွတ်ပေးမလားဒါဆိုရင်အမေကိုဘယ်လိုလုပ်ကြမလဲဒါဆိုရင်အမေကိုဘယ်လိုလုပ်ကြမလဲဟုတ်လားအဲ့တော့ပရိသတ်တွေသုလသက္ကနာလေးဟာပရိသတ်တွေဩတဏှာလွန်းလို့ကိုချင်းစားတဲ့စိတ်ကလေးနဲ့ဩယုံကလေးမင်းရဲ့အမေမိဘတွေရှိရာထံကိုမင်းရဲ့ညီကိုမောင်နှမတွေရှိရာထံကိုဘေးကင်းကင်းနဲ့ပြန်ပြီးတော့တတန်းစေပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ဆိုပြီးတော့ယုံကလေးကိုဘာလုပ်လိုက်တယ်ယုံကလေးကိုပြန်လွတ်ပေးလိုက်ပြီတဲ့ယုံကလေးကိုပြန်လွတ်လိုက်တော့ဒုပရိသတ်တွေအိမ်ပြန်ရောက်ရင်ဘာဖြစ်တော့မယ်ဟုတ်လားအိမ်ပြန်ဒီလိုနဲ့အိမ်ပြန်သွားပြီးတော့အိမ်ပေါဝါရောက်တဲ့အခါကျတော့အကိုကြီးကတော့ဆရာဝန်ပြင်လာတော့ကအိမ်ပေါဝါကနေပြီးတော့ညီလေးရေသုလသက္ကနာနဲ့အာရပါရဝန္တာအာရဝန္တာနဲ့ခေါ်ချတယ်ယုံဖမ်းသွားတယ်သုလသက္ကနာလေးခမညာမှာတော့အိမ်ပေါဝါရောက်တော့လဲပဲဒီလိုမခေါ်နိုင်နဲ့ကောင်းကလေးငိုက်ဆိုင်ကလေးနဲ့ဝင်လာတယ်အဲ့ဒီလိုဝင်လာတော့ဒုပရိသတ်တွေအကိုလှုပ်တဲ့သုလသက္ကနာညီလေးရေမင်းယုံမိခဲ့လားတော်မယုံမတွေ့ခဲ့ဘူးလားမင်းယုံမမိခဲ့ဘူးလားမင်းယုံမိခဲ့တယ်မို့လားငါကိုမပြရှင်လို့မင်းဖွက်ထားတာလားဘယ်မှာတော့နဲ့မေးတော့ပြိတ္တတွေသုလသက္ကနာလေးမပြောခြင်းပဲနဲ့ပြောချပြီးအကိုကြီးရေယုံကတော့မိတယ်ခမဒါပေမဲ့လို့သူ့ရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့ပြိတ္တတွေတနာတဲ့စိတ်တွေဖြစ်ပေါ်လာတာနဲ့အကျွန်ုပ်မဖမ်းရတော့လို့အကျွန်ုပ်တို့အမေမျက်စိနှကွင်အလေးရဖို့အတွက်ဒီယုံကလေးရဲ့အသက်ကိုတတ်ရမယ်ဆိုရင်အကျွန်ုပ်မတရားရာကြတဲ့အတွက်ဒီယုံကလေးကိုပြန်လွတ်ပေးလိုက်တယ်တဲ့
အဲ့ဒီလိုပြောတော့ပရိသတ်တွေအကိုလှုပ်တဲ့သူကမင်းမိုက်ရိုင်းလိုက်တဲ့ကောင်းနဲ့ဗျာဟုတ်ရဲ့လားဟုတ်တယ်မလားပရိသတ်တွေတို့တွေဆိုရင်ထိုးတောင်ထိုးမှာမလားဟုတ်လားမင်းတလောက်တောင်မှဟိုဖြစ်ရလားဟုတ်လားကိုအမေအတွက်ကိုဂယူမဆိုင်ပဲနဲ့ဒီယုံကလေးကိုပြန်လွတ်ပြရလားလို့ပရိသတ်တွေပြောဆိုတော့ဇူလစကနာညီငယ်ကလေးကဘာမှမပြောဘဲနဲ့ပြိတ္တတွေအိမ်ပေါ်သွားအိမ်ပေါ်ကိုသွားပြီးတော့အမေရဲ့နာမထိုင်အမေကိုသေချာကြည့်လို့အမေကိုသေချာကြည့်ပြီးတော့ပြိတ္တတွေဖျားစဉ်ရှိမှထိုင်ပြီးဘုရားရှင်ရှိမှထိုင်ပြီးတော့ပြိတ္တတွေသုံးလောကထိုးထားသဖြင့်ညိုမြတ်စွာဘုရားမြတ်စွာဘုရားနဲ့ဤအိမ်ကိုစောင့်ကြတဲ့အိမ်ဆောင်နဲ့ဤဝိုင်းကိုစောင့်ကြတဲ့အိမ်ဝိုင်းဆောင်နဲ့အပေါင်းတို့ဤရှံကိုစောင့်ကြတဲ့ဤဆောင်နဲ့အပေါင်းတို့အကျွန်ုပ်မှန်ရာကိုသစ္စာဆိုပါမယ်။ဘာဆိုတော့မယ်ပြိတ္တတွေအကျွန်ုပ်မှန်ရာကိုသစ္စာဆိုပါမယ်။ဘုရားတပည့်တော်သည်ဘုရားကျွန်တော်မျိုးသည်တိဒသအယွယ်ကလေးကနေစပြီးတော့သူတစ်ပါးရဲ့အသက်ကိုမသက်ခဲ့ဘူးပါသူတစ်ပါးကိုနာကျင်အောင်လည်းပဲမလုပ်ခဲ့ဘူးပါသူတစ်ပါးရဲ့အသက်ကိုလည်းပဲမသက်ခဲ့ဘူးပါယခုလည်းပဲယုံတငယ်ကလေးကိုတနာလွန်းလို့သူ့ရဲ့မိဘတွေရှိကိုအန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်စေဖို့မေတ္တာတွေပို့ပြီးတော့လွတ်လိုက်ပါသည်ဤသစ္စာစကားမှန်ကန်သောအကျိုးအားကြောင့်အကျွန်ုပ်အမေမျက်စိနှကွယ်အလင်းရပါစေဆိုပြီးတော့စုတောင်းပြိတ္တတွေသစ္စာဆိုပြီးတော့ဥလေ3ချိန်ချပြီးတော့ပြိတ္တတွေနောက်တောင်မလဲရသေးဘူးတဲ့နောက်ကအမေလှုပ်တဲ့သူကဟဲ့သားငယ်သုလစကနာမင်းဘာလုပ်နေတာလဲမင်းအကူမဟာစကနာကိုဘယ်သွားတော့ဆိုတော့ပြိတ္တတွေဩငကိုယ်တော့ကအတန်ပေးမှသားကြီးလားသားငယ်လားသိတဲ့အမေဩအခုကိုငါ့ကိုနာမည်တွေတောင်တက်ပြီးတော့ခေါ်နေပါရော့လားပြိတ္တတွေကြက်သိန်းနေထားပြီးတော့နောက်လှည့်ကြည့်ဖို့တော့မရဲဘူးတဲ့ရင်ထဲမှာဝမ်းသာပီတိတွေဆိုလာတယ်မှန်ရဲ့လားအဲ့ဒီတော့တို့အမေကငါရဲ့နာမည်ကိုတော့ခေါ်နေတော့ငါအမေရဲ့မျက်စိနှကွင်းအလင်းရပြီလို့ဆိုပြီးတော့အကိုကြီးမစကနာအိမ်မော်ကိုမြဲလာပါအောင်ဗျအကျွန်ုပ်တို့ရဲ့အမေမျက်စိနှကွင်းအလင်းရလာပြီကျွန်ုပ်ကိုလည်းပဲမြင်ပြီအကိုကြီးမစကနာကိုလည်းပါလုံနေလဲလို့မေးချပြီဗျအကိုကြီးအိမ်မော်ကိုတက်ခဲ့အောင်ဆိုပြီးတော့အကိုလောက်တဲ့သူကလည်းပဲအိမ်မော်ကိုအပြေးလွှာတက်လို့ညီကိုနှစ်ယောက်သားပြုံးရှင်ပြီးတော့ပြိတ္တတွေဖက်လေတကင်းငိုလိုက်ကြတာဝမ်းနေလို့လားဝမ်းသာလို့လားဝမ်းသာလွန်းလို့တဲ့ပြိတ္တတွေဘာရဲ့ကျေးဇူးလောကမှာလူသားတိုင်းအခက်အကျက်တဲတွေဆိုတာရှိလားမရှိဘူးလားအရေးကြုံလာရင်ဘာအားကိုရမယ်မှန်ရာကိုပြောဆိုတတ်ဖို့တော့လိုလားမလိုဘူးလားလိုတယ်တဲ့တို့ညောင်ရမ်းသူညောင်ရမ်းသားတွေအတွက်ဥစဉ်သစ္စာဆိုနီးပြောခဲ့မယ်ဟုတ်လားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့ရဲ့ရက်ွက်ထဲကိုအတန်ရှက်စနဲ့လာတဲ့အလူကံမှန်သမျှဘုရားတပည့်တော်တို့မထဲဘူးတဲ့အလူကံဆိုတာမရှိပါမရှိရင်တော့မှဖုံးလေးနဲ့အကျွေးထည့်ပါသည်ဖရာဤမှန်ကန်သောသစ္စာစကားကြောင့်ဘုရားတပည့်တော်တို့တွေသည်အခက်အကျယ်အတဲမြပြေပြောက်ပါစေလို့ပြိတ္တတွေဒီစကားဒီမှန်လားမမှန်ဘူးလားသစ္စာဆိုတာပြိတ္တတွေမှန်ရာကိုပြောဆိုရမှာမို့လားဒီစကားဒီမှန်လားမမှန်ဘူးလားမှန်ပါတယ်ဗျာတွေးထွက်အောင်မှန်တယ်ပြိတ္တတွေနားလေလားအဲ့တော့တို့ညောင်ရမ်းသားတွေအနေနဲ့တို့မျိုးမသားတွေလည်းပဲထုံနီး၎င်းပဲတဲ့ဗျာဟုတ်ရဲ့လားဘယ်ကဆိုလဲအလူခံလာလိုက်ထည့်လိုက်တာပဲဒီကဆိုလဲအလူခံလာလိုက်ထည့်လိုက်တာပဲမအားလို့အပြင်ရောက်နေဖုံးလေးနဲ့ဆက်ပြီးတော့အုပ်ကြီးရေးစိုက်ထားလိုက်ပါဦးမခိုင်းဘူးလားဗျာအကျွေးမထည့်ဘူးလားထည့်တာပဲအကျွေးထည့်ပြီးတော့လည်းမဆက်ဘူးလားဗျာဆက်တာပဲတဲ့ဗျာဒါကြောင့်မလို့တို့တွေဒီသစ္စာဆိုမဲ့ဆိုရင်ဒီသစ္စာစကားဆိုလို့မရဘူးလားဗျာသစ္စာဆိုတတ်ဖို့ကအရေးကြီးလားမကြီးဘူးလားသစ္စာဆိုတတ်ဖို့ဆိုလို့ချင်းရင်ပြိတ္တတွေမှန်ရတယ်ကိုလည်းပဲပြောဆိုတတ်ဖို့မလိုဘူးလားကုသိုလ်ပုံညတွေကိုရှိဖို့လိုလားမလိုဘူးလားကုသိုလ်ပုံညတွေလည်းပဲရှိဖို့လိုတယ်
သစ္စာလဲဆိုတတ်ဖို့လိုသည်ဒါကြောင့်အရေးကြုံလာရင်ပါအားကိုးရမယ်အရေးကြုံလာရင်ပါအားကိုးရမယ်သစ္စာကိုအားကိုးပါတဲ့အရေးကြုံလာရင်ပါအားကိုးရမယ်သစ္စာကိုအားကိုး အရေးကြီးလားမကြီးဘူးလား ကြီးပါတယ်ဗျာ အားကိုးတတ်ပြီလားသစ္စာဆိုတတ်ပြီလား တတ်ပါပြီ ဒါကြောင့်ဆိုလိုက်ပါပရိသတ်တွေမန်ယာကိုသာ မန်ယာကိုသာ ပြောခြင်းဟာ ခြင်းဟာ အယတာအရှိဆုံးပါ ရတာရှိဆုံးပါ မန်ယာကိုသာ မန်ယာကိုသာ ပြောခြင်းဟာ ခြင်းဟာ အယတာအရှိဆုံးပါ ရတာရှိဆုံးပါ ဆိုလိုက်ပါတစ်ခေါက် မန်ယာကိုသာပြောခြင်းဟာရတာရှိဆုံးပါမန်ယာကိုသာပြောခြင်းဟာရတာရှိဆုံးပါ လောကမှာအရှုဆုံးနဲ့အကောင်းမြတ်ဆုံးသောအယတာကတခြားမဟုတ်ဘူးတဲ့သစ္စာစကားသစ္စာတရားဖြစ်ပါပြီတဲ့ရေလို့တုံးမီတင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကတထဗံကောင်းစွာမသွေမထိုက်ပါပြီတော့တတိ သာဓုသာဓုသာဓုပါဗျာ ပရိသတ်ရေအမေဘဏ္ဍခု လေးခုပါ ဘဏ္ဍခုပြီးသွားပြီ ဟုတ်ပြီးသွားပါ ဘဏ္ဍခုကြံသေးတယ် ကြံပါသေးတယ် ဒီတစ်ခုပြီးရင်ပြီးပါပြီတို့ပြိတ္တတွေကောင်းလေးတွေထောင်မနေကြပါနဲ့ဟုတ်ရဲ့လားအဲ့တော့ဒီတစ်ခုပြီးရင်ပြီးပါပြီအဲ့တော့နောက်ဆုံးနံပါတ်၄မိကွန်းကပြိတ္တတွေပါလဲလို့ဆိုရင်ကထံစီဝိဇီဝိတမဟုတထံတိတဲ့ကထံစီဝိအပေကဲ့သို့သောအတ္တမွေးဝမ်းကြောင့်ပြုသူကိုတထံအမျက်ဆုံးသောဇီဝိတံအတ္တမွေးဝမ်းကြောင့်ပြုသူလို့အာဟုပြောဆိုကြကုန်မလိမ့်မလဲလို့ဘဂဝါဘုန်းတော်ဘာတခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဘာတိကရုဏာရှိထားမေတ္တာအဖြင့်ဟောစွာကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်း သာဓုသာဓုသာဓုပါ ပရိသတ်၏အတ္တမွေးဝမ်းကြောင်းနဲ့အတ္တမွေးဝမ်းကြောင်းရှိလားမရှိဘူးလားဘယ်လိုပုဂ္ဂိုလ်ကလောကမှာအမျက်ဆုံးသောအတ္တမွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်လေတဲ့ဟုတ်ရဲ့လားဘယ်လိုပုဂ္ဂိုလ်ကလောကမှာအမျက်ဆုံးသောအတ္တမွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်လေလို့ဆိုတော့မြတ်ဗုဒ္ဓကပရိသတ်တွေပညာစီဝိဇီဝိတမဟုတထံတိတမ္မာစီဝိဇီဝိတမဟုတထံတိတဲ့တမ္မာကောင်းစွာဇီဝိတံအတ္တမွေးမှုကိုဇီဝိတံအတ္တမွေးဝမ်းကြောင့်ပြုသူကိုတထံအမျက်ဆုံးသောဇီဝိတံအတ္တမွေးဝမ်းကြောင့်ပြုသူဟုအာဟုပြောဆိုကြရလိမ့်မယ်လို့ဘဂဝါဘုန်းတော်ဘာသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဘာတိကရုဏာရှိထားပညာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်း သာဓုသာဓုသာဓုပါဗျာ လောကမှာအကောင်းဆုံးသောအတ္တမွေးဝမ်းကြောင်းဆိုတာပြိတ္တတေယတိပိတာတမ္မာအာဇီဝကြကြရှာဝေစားတောက်ထားသည့်အမျက်ဆုံးသောအတ္တမွေးဝမ်းကြောင်းပြုခြင်းပဲတဲ့လောကမှာအမျက်ဆုံးသောအတ္တမွေးဝမ်းကြောင်းပြုတဲ့သူဆိုတာတမ္မာအာဇီဝကြကြအတ္တမွေးဝမ်းကြောင်းပြုတဲ့သူတွေကိုလောကမှာအမျက်ဆုံးပဲတဲ့ဒါကြောင့်ဆိုကြည့်ပါကောင်းမွန်စွာသာ ကောင်းမွန်စွာသာ ရှားစားတာလောကအမျက်ဆုံးပါ ကမြတ်ဆုံးပါ ကောင်းမွန်စွာသာ ကောင်းမွန်စွာသာ ရှားစားတာ သာတာ လောကအမျက်ဆုံးပါ ကမြတ်ဆုံးပါ ဆိုကြည့်ပါဦး ကောင်းမွန်စွာသာချာစားတာလောကမြတ်ဆုံးပါကောင်းမွန်စွာသာချာစားတာလောကမြတ်ဆုံးပါ ပရိသတ်၏လောကမှာအမျက်ဆုံးသောအတ္တမွေးဝမ်းကြောင်းဆိုတာတမ္မာအာဇီဝကြတဲ့အတ္တမွေးဝမ်းကြောင်းနဲ့ဒါကိုဘုရားမြတ်စွာကဗာနဲ့ဥပမာပေးထားတယ်လို့ဆိုရင်ပရိသတ်တွေတော်တို့တင်နေပါမင်းလေလူတို့တင်နေအစိုးရမင်းတော်တို့တင်နေရှင်သိမင်းတဲ့ပရိသတ်တွေဗာမင်းလေတော်ရမနေတဲ့ရှင်သိမင်းဒီလိုပဲတဲ့တော်ရမနေတဲ့ရှင်သိမင်းနေဟာပရိသတ်တွေဘာစားတာလဲ
မြတ်တိရွတ်ဒီကိုစားရလားတာကောင်းဒီကိုစားရလားဘာကိုစားရလဲတော်ရမနေတဲ့ရှင်သေးမင်းနေဟာပြိတ္တတွေရေဒီကနေ့အဖို့ဘာသာကောင်းမှမရဘူးဘာအစာမှမရှိဘူးလို့ဆိုရင်တော့ဘလောက်ပင်ပိုက်စားနေပါစေတဲ့မြတ်တိရွတ်ကိုစားယူထုံးစံမရှိဘူးတဲ့ပြိတ္တတွေရေရှင်သေးတွေကရှင်သေးမင်းနေဟာမြတ်တိခတ်ကိုစားယူထုံးစံရှိရလားမရှိဘူးတဲ့လောကမှာလည်းပဲပြိတ္တတွေငါဖရာရဲ့သာသနာတော်အတွင်းမှာငါဖရာရဲ့ရှစ်သားရှစ်သမီးတွေဟာသူတော်ကောင်းနေမှန်နေဆိုလို့ရှိရင်တဲ့တမ္မာကောင်းစွာအာဇီဝအတမွေးဝမ်းကြောင်းပြုလိုက်မယ်နားလည်ပြီလားငါဖရာရဲ့သာသနာတော်မှာငါဖရာရဲ့ရှစ်သားရှစ်သမီးတွေဟာသူတော်ကောင်းမှန်နေဆိုရင်တမ္မာအာဇီဝကြတဲ့အတမွေးဝမ်းကြောင်းမှုတွေကိုပြုလုပ်လိုက်မယ်မိစ္ဆာဇီဝလို့ခေါ်တဲ့လက်ပတ်ဖြာယောင်ပြီးတော့မှပရိသတ်တွေရေသူတစ်ပါးတွေရဲ့အပေါ်မှာမာယာတွေသုံးပြီးတော့မှသူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့မှရရှိလာတဲ့အပူဇာတွေကိုမစားဘဲရှောင်ကျဉ်ကြလိုက်မယ်တဲ့ပရိသတ်တွေရေဘာသာအပူဇာတွေတဲ့ဗျမိစ္ဆာအာဇီဝနဲ့အတမွေးဝမ်းကြောင်းပြုပြီးဆိုလို့ချင်းရင်အပူဇာတွေစားမိပြီတဲ့အဲ့ဒီလိုအပူဇာစားမိပြီဆိုလို့ချင်းရင်လောကမှာအမျက်ဆုံးသောအတမွေးဝမ်းကြောင်းပြုလုပ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမိစ္ဆာဇီဝနဲ့အတမွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်တဲ့တမ္မာကောင်းမွန်စွာအာဇီဝကြတဲ့ရှားဖွေစားတောက်မှုမျိုးသူများမျက်ရည်ပေါက်ကြီးငယ်ကြပြီးမှရလာတဲ့စီစိန်ဥစ္စာမျိုးလည်းပဲမဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်အားကိုယ့်ရဲ့ရွှေနေစားနဲ့ပြိတ္တတွေလောက်ကိုင်းရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာမျိုးကိုပြိတ္တတွေဘာလို့ခေါ်လဲဆိုရင်တမ္မာအာဇီဝကြတဲ့အတမွေးမှုတဲ့ဒီလိုပုဂ္ဂိုလ်တွေကမှလောကမှာအမျက်ဆုံးတဲ့ဗျနားလည်ကြပြီလားဒီလောက်ဆိုရင်ကျင့်တတ်ကြရောဘောဒါကြောင့်ဆိုလိုက်ပါကောင်းမွန်စွာသာရှားစားတာလောကအမျက်ဆုံးပါကောင်းမွန်စွာသာရှားစားတာလောကအမျက်ဆုံးပါလောကမှာအမျက်ဆုံးဖြစ်တဲ့တမ္မာအာဇီဝကြကြအတမွေးဝမ်းကြောင်းကိုပြုနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေလောကမှာနံပါတ်1ဖြစ်တဲ့ပြိတ္တတွေအကောင်းဆုံးအရာဖြစ်တဲ့တတ္တတရားကိုလည်းပဲပိုင်ဆိုင်နိုင်ကြပါစေအကောင်းဆုံးဖြစ်တဲ့တတ္တတရားကိုပိုင်ဆိုင်ကြပြီးတော့ကိုလည်းပဲတတ္တတရားတွေရှိကြပါစေပြိတ္တကြီးကိုဘာရှိကြပါစေတချို့ကကိုတောင်တတ္တမရှိဘူးနော်ကိုလည်းပဲတတ္တတရားတွေရှိကြပါစေကိုယ့်ရဲ့မိသားစုအပေါ်မှာလည်းပဲတတ္တတရားတွေရှိကြပါစေကိုယ့်ရဲ့ရက်ရွာအပေါ်မှာလည်းပဲကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာကိုယ့်ရဲ့လူမျိုးတွေရဲ့အပေါ်မှာလည်းပဲတတ္တတရားတွေရှိကြပါစေအကောင်းဆုံးသောရှမ်းသာဒုက္ခအမှန်သမျှတွေကိုပေးဆောင်နိုင်တဲ့ကုသိုလ်ပုံညတွေကိုလည်းပဲနေ့စဉ်နေ့တိုင်းကြိုးစားအထောက်နိုင်ကြပါစေလောကမှာအရှုဆုံးဖြစ်တဲ့သစ္စာစကားသစ္စာတရားတဲ့မန်ရာကိုသာပြောဆိုပြီးတော့အရေးကြုံလာရင်သစ္စာစကားသစ္စာတရားတွေကိုလည်းပဲအားကိုးနိုင်ကြပါစေကောင်းကောင်းမွန်မွန်ရှားဖွေစားတော့တဲ့တမ္မာအာဇီဝကြတဲ့အမှုလုပ်ငန်းဖြင့်လည်းပဲကြီးပွားချမ်းသာကြပါစေအဲ့ဒီလိုကြီးပွားချမ်းသာပြီးတော့ပြိတ္တတွေပေလူဒါနကျင့်သီလနဲ့ဘာပွားထဘာဝနာဤသုံးပြားကိုမှန်စွာနိညာကျင့်ကြံကြိုးကုပ်အားထုတ်ကြ၍လင်းမြန်ထုတ်ချောက်လက်မကောက်ပဲကောင်းစွာမသွေရောက်ချီရရှိနိုင်ကြပါစေကုန်သောယေဟုပတ္ထနာအောင်စုပြုလိုက်ကြကုန်ရာတည်းဒေတိတောမေယံဓမ္မောဗုဒ္ဓေနာယသဘာတိတောဒေတိတောမေယံဓမ္မောဗုဒ္ဓေနာယသဘာတိတောတတမံအာဇာနိတဝနာပပွန်တုအမတံပရံဘွန်တော်ဓမ္မသဘင်စင်ရင်ကျင်းပဤနေရာဤဌာနသို့ညီညာဖြားဖြားအခေကလာရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့
ဗုဒ္ဓေနာသစ္စာလေးပါးမြတ်တရားကိုပိုင်ရှားတင်သိမြင်တော်မူပြီးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအာဟိစာပါတိတော်ရွှေနှုတ်တော်မှထုတ်ဖော်ကဟောကြားတော်မူအပ်သောအယံဓမ္မောဝတ္တကတဝတ္တယုတ်ပါဠိတော်ဝိဒ္ဓသုတ်တံကိုအရှိကံတန်းစားဆင်လို့မြတ်မှုနဲ့ကောင်းစဉ်ပြုထားတဲ့ကိုသာမေးကြည့်ပါလို့ခေါ်တဲ့တရားဓမ္မဒေသနာတော်ကိုမေဘုရားတပည့်တော်သည်ဒေတေတော်ယနေ့လူရရဲ့ကမှမြတ်မိသားစုနှင့်အတူတကွအလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကိုကျေးဇူးဆက်သောအဖြစ်မေတ္တာတရားအပြည့်ဝထားကပြန်လေကကောင်းမွန်စွာဟောကြားတော်မူအပ်ပါပြီတန်တမန်ထိုကိုသာမေးကြည့်ပါလို့ခေါ်တဲ့တရားဓမ္မဒေသနာတော်ကိုအာဇာနိတဝနာမိမိတို့သေတန်တန်ဝဲပိုင်ရှားတင်သိမြင်နိုင်ကြအကုန်ပြည့်သည်ဖြစ်၍သိတဲ့အတိုင်းလည်းပဲကြင့်ကြံနိုင်ကြအကုန်သည်ဖြစ်၍အမတံပဒံမအိုယာမနာယာမတေယအမှန်ဖြစ်တဲ့ခေမတောင်ကံနိဗ္ဗာန်စေတုပပွန်တုပေလူဒါနာကျင့်သီလဖြင့်ပွားထဘာဝနာဤသုံးပြားကိုမန်းစွာနိညာကျင့်ကြံကြိုးကုပ်အားထုတ်ကြ၍မန်းစွာမသွေရောက်ရှိရရှိနိုင်ကြပါစေကုန်တည်းခန္ဓာပါသေးလားခန္ဓာပါသေးလားမပါတော့မပူအကန်နဲ့တန်တင်းဆိုနဲ့နှစ်ယောက်ကန်လိုက်ကုသိုလ်ရသောကုသိုလ်ကောင်းမှုအသုတုတို့သည်ဘုရားတပည့်တော်တို့ဤနိဗ္ဗာန်ကိုရခြင်းဤအထောက်အပံ့ဖြစ်ပါစေသာအရှင်မြတ်ဘုရားတို့သည်နန္ဒရေခတိဒီလူဝေယပစ္စည်းအတိတ်တို့ကိုနိဗ္ဗာန်ဤမှာပြုတံပါ၏နိဗ္ဗာန်ဤမှာပြုတံပါ၏နိဗ္ဗာန်သောတိယသောသီလကုသိုလ်သောဉာဏ်ရသောဘာဝနာကုသိုလ်သာနာယသောဓမ္မတော်နာကုသိုလ်ဤကုသိုလ်ကောင်းမှုအသုတုတို့၏အဖို့ဘာကကြောင့်ဘုရားတပည့်တော်တို့သည်ဖြစ်နေရာရာဘဝတိုင်းတို့၌မရှိမယမရှိမငါဟုသောဇဘာများကိုမကြားရမတွေ့ရမသိရတဲ့ကိုသိရပြီးတယ်အန္တရာယ်ခတ်တဲ့ဒေယံခတ်တဲ့သောကခတ်တဲ့ယောဂခတ်တဲ့ဤပြီးတယ်မယံဘုံညာနိဗ္ဗာန်ကိုဉာဏ်သောစွာရပါစေသာအရှင်မြတ်ဗျာဒီကုဋ္ဌိယဒါနကုသိုလ်သောတိပါယသီလကုသိုလ်သောတိဖခင်သေယသခင်ယေရှုသေဝါတော်အတ္တိသာအတိကြဘုံသောတိဖခင်သေယသခင်ယေရှုသေဝါတော်ဘုရားနဲ့ဘုရားနဲ့ဘုရားနဲ့ကောင်းသောနဲ့သုလောကပါဠနဲ့တရားနဲ့ဓမ္မမီ
ဓမ္မာမိအစရှိသောမြတ်တကောကောင်းတို့ကိုအစထားပြီး30တော်ဒီကောင်းသောဒီယသုခိတသုခိတသတ္တဝါကောင်းတို့ဟာအမြတ်အမြတ်အမြတ်ဒီဝိပါမောဤသက္ကသောသက္ခေကြတုံသောဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ကောင်းတို့အားအထူးအားဖြင့်အမြတ်အမြတ်ဒီဝိပါမောဤအမြတ်ရာ၍ကိုယ်စိတ်နှပြကျမ်းမာသံသာတတိဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြတ်ယောဂုရောပါလူကုသိုလ်ယောဂုရောပြီးရန်กว่าကောင်းကျိုးလူရဆန္ဒတွေဘယ်လိုတော့ရပြည့်စုံနိုင်ကြပါစေ။တဏှာဝတ်မြောက်လို့အောင်ယုံမဲ့ဒါနပါရမီအခြေခံလို့ရဲ့သီလသမာဓိအတိမတွေကံကံဝကျုံယုံကြည်လို့ရဲ့မကူမလန်းရှောက်လန်းတာရဲ့လာတူသွားသောနိဗ္ဗာန်စခန်းတိုင်ွယ်မင်းချောင်းစီလူကြီးပြေးလိုက်တယ်ဝင်းကြီးရဲ့အရုပ်လက်မျက်မရွေလူမျိုးမရတပါနေခဲ့မခွဲကြတရွာ